ကျေးဇူးတော်ရှင်ဧကမဟာပန္တိတမိုးကုတ်ဆရာတော်ဘုရားကြီးဤတရားဌာနတရားတော်နာကြွရောက်လာကြသောယောဂီသူတော်စင်များအားလုံးစိတ်ဤချမ်းသာခြင်းကိုယ်ဤကျမ်းမာခြင်းပြည့်စုံစွာနှင့်ဦးဇင်းတို့ဟောပြောပြသမဲ့သစ္စာတရားများကိုနာလဲနာနိုင်ကြပါစေနာတဲ့အတိုင်းလဲသိကြပါစေသိတဲ့အတိုင်းလဲဒီဘဝဒီခန္ဓာမစွန့်ကြခင်ကိုယ်ဒုက္ခကိုလက်စသိမ့်အောင်ကျင့်ကြံကြိုးကိုပွားများအားထုတ်နိုင်ကြပါစေလို့ရှင်းဥစွာမေတ္တာပို့သပေးလိုက်ပါတယ်နော်သစ္စာတရားတော်တို့ကိုဟောကြားရ၌သစ္စာ၄ပါးမြတ်တရားတော်တို့ကိုဆရာမကူတယံဘူဉာဏ်တော်မြတ်ဖြင့်ကိုယ်တော်တိုင်ထိုးတွင်သိမြင်အောင်မြင်တော်မူပြီးတတ္တဝဝိနည်းအပေါင်းတို့အားသစ္စာရည်အေးအမြိုက်ဆေးတော်တို့ကိုတိုက်ကြွေးတော်မူပေထသောမဟာကရုဏာတော်ရှင်ဗုဒ္ဓံမြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီးဤဂုဏ်တော်ကျေးဇူးတော်မြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီးကောင်းစွာဟောကြားဆုံးမတော်မူခဲ့၍ဆုံးမတော်မူသည့်အတိုင်းလိုက်နာကျင့်ဆောင်သောပုဂ္ဂိုလ်အပေါင်းတို့အားကျင့်ဆောင်သူတို့အလျောက်အခါမလင့်သောအကျိုးကျေးဇူးအထူးတို့ကိုပေးစေတတ်သောဓမ္မတရားတော်မြတ်တို့ဤဂုဏ်တော်ကျေးဇူးတော်မြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီးဤအဆုံးအမဓမ္မဒေသနာတော်တို့အားယနေ့နှစ်ပေါင်း2552ခုနှစ်တိုင်တိုင်အတွန့်ရှည်တည်တံ့ခိုင်မြဲအောင်အစဉ်အဆက်ထိမ့်သိမ်းစောင့်ရှောက်တော်မူလာကြကုန်သောသံဃာသံဃာတော်မြတ်အပေါင်းတို့ဤဂုဏ်တော်ကျေးဇူးတော်နှင့်တကွဦးဇင်းအားဤသစ္စာ၄ပါးမြတ်တရားတော်တို့ကိုကိုယ်တိုင်လည်းနာကြားသိရှိနိုင်အောင်ယောဂီအပေါင်းသူတော်ကောင်းတို့အားလည်းယခုကဲ့သို့တဖန်ပြန်လဲဟောပြောညွှန်ကြားပြသနိုင်အောင်နိဗ္ဗေလမ်းပြတွင်သင်ဆုံးမပေးတော်မူခဲ့ကြသောဘဝတစ်ပါးသို့ခွဲလွန်အနိစ္စရောက်သွားကြပြီဖြစ်သောမွေးသဖခင်ကျေးဇူးရှင်နှင့်မွေးသမိခင်ကျေးဇူးရှင်ကြီးတို့၏ဂုဏ်ကျေးဇူးဆရာသခင်ဖြစ်တော်မူသောကျေးဇူးတော်အရှင်ဧကမဟာပန္တိတမိုးကုတ်ဆရာတော်ဘုရားကြီး၏သီလဂုဏ်သမာဓိဂုဏ်ပညာဂုဏ်တို့အားပူဇော်သောအဖြစ်၎င်းကျေးဇူးဆတ်သောအဖြစ်၎င်းဥဒိမျက်မှောက်သို့ယနေ့တရားနာကြွရောက်လာကြသောတန်တရာဤဆွေတော်မျိုးတော်အပေါင်းတို့အားကျေးဇူးဆတ်သောအနေနဲ့ဟောကြားသွားမှာဖြစ်ပါလေအလုံးသောသူတော်ကောင်းအပေါင်းတို့လည်းအခုလိုသာသနာနဲ့တွေ့ကြမှာသာသနာနဲ့တွေ့ကြိုးနှက်အောင်ကြိုးစားကြလို့ရှေးဥစွာအလုံးပဲလေးစားစွာနဲ့တိုက်တွန်းပါနော်အလုံးအခုဘာနဲ့တွေ့နေလဲအလုံးဟိုးနောက်ထိနောက်ကလူတွေကြားလားဟုတ်ပြီဒါဖြင့်အခုဘာနဲ့တွေ့နေကြလဲဟုတ်ပြီသာသနာနဲ့တွေ့ကြမှာဦးဇင်းကတိုက်တွန်းတာသာသနာနဲ့တွေ့ရကြနတ်အောင်လို့ဘာလို့လို့ပြောသလဲမေးရင်အခုဗုဒ္ဓသာသနာတော်ကြီးကွယ်ပြီလားရှိသေးလားဟုတ်ပြီအဲ့ဒီသာသနာတော်ကြီးရှိနေတာကိုဒီနေ့ကဘာပေါ်မှာရှိတဲ့လူတွေအားလုံးအဲ့ဒီအဆုံးအမနဲ့တွေ့ကြသလားကြည့်နော်အဲ့ဒီကဘာပေါ်မှာကဘာကြီးနဲ့ရှင်ကြည့်ရင်ဇီးရွက်လောက်ကလေးရှိတဲ့မြန်မာနိုင်ငံမှာပဲအဲ့ဒီသာသနာထွန်းကားနေတယ်ဒါပေမဲ့အဲ့ဒီဇီးရွက်လောက်ထဲကသာသနာထွန်းကားရမြန်မာပြည်မှာကောတကယ်ဘုရားရဲ့အဆုံးအမကိုသိရှိသူလေ့လာသူကျင့်ကြံသူဘုရားအဆုံးအမကိုတကယ်ကျင့်ကြံတဲ့လူနဲ့မကျင့်ကြံတဲ့လူမြန်မာနိုင်ငံမှာဘယ်ရင်ကများလဲမသိတဲ့လူကများတယ်ဟုတ်ဘိတ်ဘက်ကဒကမာကြီးတယောက်လျှောက်တယ်ဟိုတော့လာတပည့်တော်တဲ့တသက်လုံးတငါလုံးစားလာတပည့်တော်မှာငါးဖမ်းတဲ့ဂါးကြီးတွေအစင်း20လောက်ရှိတယ်အဲ့ဒါကိုယ်ကလည်းကိုယ်တော့ဟုတ်နေတာပဲတဲ့
အရှင်ဘုရားတရားမနာခင်အထိကတော့အဲ့ဒီအလုပ်ကိုအာကုသို့အလုပ်လုပ်ကိုမသိတာဩခင်ဗျာဘယ်မှာမွေးရလဲလို့မေးတော့အဲ့ဒီဘိတ်မှာပဲမွေးတယ်အဲ့ဘိတ်ကျိုးရောက်ဖူးပါတယ်တန်ဃာတွေလည်းအများကြီးရှိတယ်ဘုရားလည်းရှိတယ်တရားလည်းရှိတယ်ဒါမသိဘူးလားဆိုမသိဘူးဗျာတပည့်တော်ကိုလောဘနဲ့ကိုလုံးနေတယ်အခုရှင်ဘုရားတရားတွေနာရတော့မှဒါအိုးတကယ်ငါအာကုသို့လုပ်တယ်လှုပ်လာတာပါလားဆိုအခုအဲ့ဒီကားတွေအကုန်လုံးရောက်စားပြစ်လိုက်ပြီးရောက်ပလိုက်ပြီးတပည့်တော်အဲ့ဒီလုပ်ကိုစွန့်ချလာပြီအဲ့ဒီရက်ကိုမနေတော့ဘူးတပည့်တော်ကြောက်လိုက်တာဗျာငါကမသိဘူးဒါကြည့်လားသူများသက်တတ်တဲ့လုပ်ကိုအာကုသို့အလုပ်လုပ်ကိုမသိဘူးဆိုတော့ဒါဗမာပြည်လို့ပြောလို့ဗုဒ္ဓဘာသာလို့ပြောလို့မရတော့အဲ့တော့အားလုံးဗုဒ္ဓဘာသာဆိုတာဘာခေါ်တာလဲအားလုံးဖြေလိုက်ပါတညီတညွတ်တဲ့ဘုရားဤအဆုံးအမကိုလိုက်နာကျင့်သုံးသူကိုမှဘာခေါ်လဲဗုဒ္ဓဘာသာအဲ့တော့ခင်ဗျားတို့ဗုဒ္ဓဘာသာဖြစ်ပြီလားကိုယ့်အကိုမေးမဖြစ်သေးဘူးဖြေရတာရှက်เสียကြီးဘယ်သူကိုဘယ်သူမေးရမလဲငါတို့ဘုရားဆုံးမကိုဘယ်လောက်နားထောင်တယ်လဲဘယ်လောက်လိုက်နာကျင့်သုံးတယ်လဲအဲ့ဒါသိရမယ်သိအောင်လုပ်ရမယ်နောက်တစ်ခုမေးဦးမယ်ဘုရားတို့ဘုရားကတော့ဘူးကြလားဒီချက်ပြစမ်းပါဘုရားကတော့ဘူးကြလားဘယ်ဘုရားကတော့လဲအိန္ဒိယဘုရားရဲ့တောင်ဘွားဘုရားရဲ့တောင်ဟောက်ကဘုရားရဲ့ရွှေချထားတဲ့ဘုရားရဲ့ရွှေမရှိတဲ့ဘုရားရဲ့ကြောက်တုံးကထုထားတဲ့ဘုရားရဲ့သစ်သားဘုရားရဲ့ပေါ်တော်မူဘုရားရဲ့ရေထဲကဘုရားရဲ့ရေဘဝဘုရားရဲ့မြေထဲကဘုရားရဲ့မြေဘဝဘုရားရဲ့ဒါပဲခင်ဗျားတို့ဖူးဖူးမှာဘုရားအစ်စ်မဖူးဘူးငါဘုရားကတော့ဓာတ်ပြီလားအဲ့ဒါအရင်မေးဦးအရေးကြီးတယ်နော်ကိုငါဘုရားတကယ်ဘယ်နှခါကြော့ဘူးလဲလို့မေးရမှာအခုဦးဇင်းတို့ကြော့နေတဲ့ဘုရားဘယ်ဘုရားကြော့တာလဲဘုရားဆိုတာဘာလဲအေးစောစောဦးဇင်းပြောသွားတဲ့အထက်မှာပါတယ်လေသစ္စာလေးပါးတရားကိုသူကိုယ်တိုင်သိမြင်ပြီးတော့ခင်ဗျားတို့ကျုပ်တို့ကိုသစ္စာတရားတွေဟောကြားဆုံးမတတ်လို့ပါခေါ်လဲဟုတ်လားအဲ့တော့နှစ်ပိုင်းရှိတယ်သစ္စာတရားကိုသူကိုယ်တိုင်ဆရာမပါဘဲနဲ့ထိုးထွင်းသိပြီးဘုရားဖြစ်တာကသူ့အပိုင်းအဲ့ဒီသူသိထားတဲ့သစ္စာတရားတွေကိုငါတို့အတွက်ဟောကြားဆုံးမပေးတာကငါတို့အပိုင်းဟုတ်ပြီနော်ဘုရားသည်ဦးဇင်းတို့သူတော်ကောင်းတို့ပေါ်မှာဘာလို့ကျေးဇူးများတာလဲလို့မေးရင်အဲ့ဒီသစ္စာတရားတွေဆုံးမပေးခဲ့တဲ့အတွက်ဘာဖြစ်လဲကျေးဇူးမှာအဲ့တော့ငါတို့ကဘုရားကြော့တဲ့အခါမှာရွှေစင်းတို့ငွေစင်းတို့ရွှေစေတီငွေစေတီပေါ်တော်မူအစရှိတဲ့ဘုရားတွေကိုကြော့ရတာလားအဆုံးမပေးတတ်သောဘုရားကိုကြော့ရတာလားဒါကဦးဇင်းကလွယ်အောင်ဖြစ်မေးလို့လေဘယ်ဘုရားကြော့မှလဲမေးတော့ကခင်ဗျားတို့မဖြေတတ်ဘူးအခုလမ်းကြောင်းပေးလိုက်တော့မှဒါတော့လိုက်တတ်တယ်ဗမာတွေငါဒီနေရာပြင်းတာထူတော့မထူနော်သူတို့ပါတယ်လစ်လစ်ကလေးရှိတာနော်ဘယ်လိုဝိုက်လိုက်ရမလဲဘယ်လိုဖြတ်လိုက်ရမလဲဘယ်လိုလှိလိုက်ရမလဲအကုန်ကြွအဲ့တော့လမ်းလေးကြောင်းပေးလိုက်ရင်တော့ဟုတ်တယ်ရောင်ပဲနင်းလိုက်လာတာဒါပေမဲ့ဘာတတ်တုံးဆိုဘာတတ်အဲ့တော့ဦးဇင်းကလည်းလမ်းကြောင်းပေးမှလိုက်တတ်တဲ့တပည့်မျိုးအလိုမရှိဘူးရှင်းလားကိုယ်တိုင်လေ့လာရမယ်အဲ့တော့ဘုရားကငါတို့ကတော့လေဘုရားကဘာလဲဆိုတော့ငါတို့အဆုံးမပေးတတ်တဲ့ဘုရားဘုရားရဲ့အဆုံးအမဟာခင်ဗျားတို့ကျုပ်တို့အပေါ်မှာတန်ဖိုးရှိမရှိရှိပါဗျာကျေးဇူးများမများဘယ်လိုကျေးဇူးများလဲအားလုံးတရားနာခြင်းလို့လာပါတယ်သူကကြီးငါတို့ပြန်မေးနေတာပဲလို့ပြောလိုက်ဦးမယ်နော်မေးတယ်ဆိုတာစစ်ဆေးတာခင်ဗျားတို့ဘယ်အဆင့်ရှိမှမသိဘဲနဲ့ကျုပ်ကဘာဟောထားခဲ့လို့ရမလို့နော်ရမ်းပေးရတဲ့လူတွေမှလည်းကျုံမပါဘူးပေးခြင်းဟာပေးပြီးပြန်သွားတဲ့ခဲမှလည်းကျုံမပါဘူးခင်ဗျားတို့ဘယ်လောက်တတ်တယ်လဲအရင်သိအောင်လုပ်အောင်ပါနော်
အဲ့တော့ဦးဇင်းဖျားကြောပုံလေးပြောပြမယ်ကြိုက်ရင်ယူမကြိုက်ရင်သဘောပဲဖျားကိုဦးဇင်းကကျေးဇူးသိလိုက်တဲ့အချိန်ကလေးမှာကျေးဇူးသိတဲ့နေရာမှာတင်ကြောဒီသမထဘယ်လိုလဲကျေးဇူးသိတဲ့အချိန်မှာကျေးဇူးသိတဲ့နေရာလေးမှာကြောလိုက်ဥမာအိမ်သားထဲမှာကုရီထဲမှာကုရီတက်နေရင်နဲ့ဘုရားကျေးဇူးကိုဂုံပေါ်လာတယ်ဆိုကြပါစို့ကုရီတက်တယ်ကျင်ကြီးကျင်ငယ်ဆွန့်ချလိုက်အဲ့ဒီကျင်ကြီးကျင်ငယ်တွေကဘယ်ထဲထွက်လာကိုယ်ခန္ဓာတွေကထွက်လာတာမလားကိုယ်ကိုယ်တိုင်ဒီနေရာတွင်ထိုင်ပြီးတော့ကိုယ်ခန္ဓာတွေကနေညှစ်ထုတ်ပြီးတော့ပါချလိုက်မွေးလိုက်တာဘယ်လိုနေတော့အမှန်တန်စောညစ်ပတ်နေတာမသိကြဘူးလားအိုးဒါကြောင့်မို့ဘုရားဟောတာပဲဒီခန္ဓာကိုယ်ကြီးကသူ့ဘာလားအတုပအတုပကြီးပဲတကယ်အပုတ်ကောင်ကြီးငါခန္ဓာဗိုက်ထဲခန္ဓာကိုယ်ရဲ့ဗဟိုချက်မှလှောင်ထားတာကိုကမစင်ဘာများနှစ်သက်เสียရှိလို့လဲနှာခေါင်းကပိတ်နေတဲ့စမ်းကြည့်လိုက်တဲ့ထွက်လာတဲ့နှက်ချီဟမ်အဲ့လိုကြည့်လိုက်တော့မှခန္ဓာကိုယ်ကြီးကနှစ်သက်เสียတတ်မဲ့เสียခင်တွယ်เสียမရှိပါလားဒါကြောင့်ဘုရားကဒုက္ခသစ္စာဟောတာပဲဆိုတော့ဒီအမြင်လေးလာတော့ကိုယ်ခန္ဓာကိုယ်ပေါ်မှာตายရခြင်းတတ်မဲ့ခြင်းတွေဘာဖြစ်လဲကင်းလာတယ်အဲ့ဒီလိုအချိန်လေးမှာဩဘုရားကုံကိုမြင်တော့အိမ်သာထဲတင်ထိုင်ရဲ့ဩခန္ဓာကြီးကတကယ်အာတုပကြီးအပုတ်ကောင်တက်တက်ကြီးပါလားဒီခန္ဓာအာတုပကြီးကိုရောအောင်မုံအောင်ညင်းငွေအောင်ဆုံးမတော်မူသောကျေးဇူးရှင်ဘုရားရှင်ကိုယ်တော်မြတ်ကြီးအားရှိခိုးပါ၏အိမ်သာထဲတင်ကြောလိုက်အိမ်သာထဲနေဘုရားကြောလို့ရပါမလားဟမ်အဆင်ပြေပါမလားအကာရဝများဖြစ်နေမလားမသိဘူးမထမ်းတော့အဲ့တော့ဘုရားရှိရောက်မှဘုရားကြောတယ်ထင်တာရုပ်တုရှိထိုင်တိုင်ကြောဘုရားမမြင်ပဲကြောလို့တော့အလကားပဲရှင်းလိုက်ဘုရင်လောဘတွေဖြစ်နေတယ်နော်လောဘတွေဖြစ်နေတယ်ဆိုတော့နေ့လဲလာဟာဘုန်းကြီးမန္တကြီးထိုးထားတာဟာလုံလုံးနဲ့ရက်စက်နော်ဒီနေရာဒီဌာနမှာဒီလိုကြီးလောက်ထားတဲ့ဆိုဦးဇင်းအာနာအားနိုင်တဲ့ဒီဟိုဘက်သွားတော့လမ်းလျှောက်ရင်းနဲ့ကြည့်ကြဓမ္မပူဇာအလူကံဌာနတဲ့ဟာโอเคရအောင်တော့ပါပဲဘာစိတ်တွေဖြစ်လာလောဘစိတ်တွေဖြစ်လာအဲလောဘစိတ်တွေဖြစ်လာတော့ဩလောဘတရားများနော်ရုပ်မာလိုက်တာညံ့ပြင်းလိုက်တာဒုရကဒီမှာရည်မျိုးလို့ကန်းတင်ကြမ်းနေတဲ့ဟာတွေစီရတောင်မင်းရကျင်သေးသလားနော်ကိုယ့်အကိုပြန်ဆုံးမတာဘုရားကဒါကြောင့်မို့လောဘအပြစ်ကိုပြောတာပဲသူမင်္ဂလာအတော်မိုက်တဲ့ကောင်ဆိုပြီးတော့ဘုရားဂုဏ်ကျေးဇူးလေးပြန်သတိရတော့ဩဒါကြောင့်လောဘအပြစ်ကိုဟောတော်မူသောမြတ်စွာဘုရားလောဘကိုတုတ်တင်ရှင်းလင်းနိုင်အောင်ဟောတော်မူတတ်သောဘုရားရှင်ကိုယ်တော်မြတ်ကြီးအားရှိခိုးပါ၏ကျေးဇူးကိုသတိရတဲ့အချိန်မှာကျေးဇူးဂုဏ်လေးနဲ့ရှင်ပြီးတော့ကြော့လိုက်တော့အဲ့ဒါမှဘုရားကြော့တယ်လို့ခေါ်တယ်ရှင်းလားဟိုရုပ်ထုရှိသွားပြီးဖင်မှုတောင်းထောင်ပြီးတော့တခါတည်းပစိန်ပေါက်ကြော့နော်ခုဘုရားကြော့တရားကြော့သံဃာကြော့ကိုမကြော့တတ်တဲ့လူကများတယ်တချို့အုတ်ထုံမချုပ်ဘူးကောင်းကောင်းမချုပ်ဘူးလက်ဥကြီးချီပြီးတော့ဖေအရှိသွားခေါင်းကမကြဘူးလက်ကလေးတွေဘာလို့တောင်မှမသိဘူးဟမ်အဲ့ဒါကျေးဇူးကိုသူတို့သိလို့ကြောတာလားရမ်းလုံနေတာလားရမ်းလို့ကုသိုလ်မရဘာဖြစ်လဲရမ်းလို့ရင်ကုသိုလ်မရဘူးတန်ဖိုးမသိအဲ့တော့ခေတ်ဆက်တန်ဖိုးမသိခဲ့လို့ဒီနေ့တို့သာသနာဟာတဖြည်းဖြည်းဘာလို့လာကွယ်တော့မှခုနှာခေါင်းလေးပဲကြံတော့တယ်ရှင်းလားအေးခင်ဗျားတို့ကဒီမှာဒုက္ခတွေမို့လို့တော်တော်နဲ့မပြောတာနိုင်ငံနဲ့အဝမ်းမှာတရားပွဲလုပ်ဖို့မလွယ်ဘူးအရေးဆိုင်ဖွင့်ဖို့လွယ်ပါလေအမနာဟမ်ခုလည်းတကယ်ဆိုရင်ဒီနေရာတွေဟာကိုချင်းတရားဖောက်ဖျက်လို့မုတ်တိုင်းတံကိုခံခဲ့ရပြီအထပ်ပြီးဖောက်ဖျက်အောင်မယ်ဆိုရင်နောက်ထပ်မုတ်တိုင်းတွေရတယ်အစင်နဲ့စောင့်နေဒါပေမဲ့အရေးဆိုင်ကအယောင်းမပြတ်ဘူးဒီလောက်ဒုက္ခရောက်နေတာကိုအယက်သမားကအသောမပြတ်ဘူးသေခြင်းစိုးသေခြင်းလို့တင်းက
ရှင်းလားအဲ့တော့ငေါ်တို့ရွာတဲ့အယက်သမားမလာရလို့လားဟမ်ရှင်းသလားအဖြစ်သမားမလာရအယက်သမားအပေါင်းသိမလို့ဘူးကွာချဲသမားအပေါင်းသိမလို့ဘူးကွာချဲတွေပါရောင်းကောင်းလားကိုရပါတော့ဒုက္ခရောက်နေတာလဲထိုးတဲ့လူကထိုးတော့မယ်ရောင်းတဲ့လူကရောင်းတော့မယ်ဟမ်အဲ့တော့ဒီလူမျိုးတွေမှာဒုက္ခမရောက်เสียမရှိဘူးအခုပဲပြောတယ်နေ့လည်လည်းပြောတယ်မင်းတို့ကယ်ဆယ်ရေးကူညီရေးဆိုတာလေမုံတိုင်းမိတာအေယာဝတီတိုင်းမြန်မာတပြည်လုံးချွတ်ချုံကြသွားပြီဟမ်ရှိတယ်များအကုန်ချွတ်ပြီးခင်ဗျားတို့ကူညီလိုက်ကြတာဟိုထက်ကဟာတွေရှိလို့မဟုတ်ဘူးဟုတ်မလားတခါဟိုဘုန်းကြီးကလာလူခံလိုက်ဒီဘုန်းကြီးကလာလူခံလိုက်ဟိုလူကအလူခံလိုက်ဒီလူကအလူခံလိုက်ဟိုလူမဟုတ်တဲ့လူတွေကအလူခံလိုက်ရှုပ်ရှက်ကိုခတ်လို့ကုန်ပြီရှင်းလားနောက်တခါဝင်လာရင်တတိုင်းပြည်လုံးပက်လက်လာပြီးဗဇက်ဟာရင်ချောက်နေုံမရှိတာဟုတ်ပြီနော်အဲ့တော့အားလုံးဒီတိုင်းပဲမသိလိုက်မသိပါသာနေသွားကြမလားကိုပြုပြင်ကြမလားငါဖျားဖူးတတ်ပြီလားဖျားကြော့တတ်ပြီလားအဲ့ဒါမေးဘသူကိုဘသူမေးရမလဲငါဒီသက်ဒီရွယ်ရောက်ပြီ50ရှိပြီ60ရှိပြီဖျားကိုငါကြော့ဘူးပြီလားလို့မေးလိုက်ဦးရှင်းသလားရုပ်ထုရှေ့ရောက်မှထိုင်ကြော့တာဖျားကြော့တာမဟုတ်ဘူးဟုတ်ပြီနော်ဘာကိုပြင်ပြီးကြော့ဖျားရဲ့ဂုံကျေးဇူးအမလေးဟဲ့ခုဒီပြောရတော့ဘာအောင်မြင်ကြရမှာလဲဂုံကျေးဇူးဆိုတာစာလဲပါတဲ့ကျေးဇူးမဟုတ်ဘူးကိုယ်တိုင်ခံစားရတဲ့ကျေးဇူးရှင်းတယ်နော်ဒေါသဖြစ်နေတယ်ပူလောင်သလားအေးချမ်းသလားအဲ့ဒီပူလောင်မှုကိုဘုရားအဆုံးအမလေးနဲ့ကိုယ့်အကိုဆင်ခြင်ပြီးတော့ဒေါသဆိုတာမဖြစ်ကောင်းတဲ့တရားဒေါသဖြစ်ပြီဟေးဆိုရင်ဒေါသအဖြစ်ခံရတဲ့လူကရှုံးသလားဒေါသဖြစ်နေသူကရှုံးသလားကိုယ့်အကိုသတိထားဒေါသအဖြစ်ခံရတဲ့လူကဘာမှပြဿနာမရှိဘူးဒေါသဖြစ်နေသူကရှုံးနေပြီကိုယ်တိုင်ပူလောင်ခြင်းအချို့များဒေါသအဖြစ်လွန်ပြီးအုံနောက်သွေးကြောဖြတ်သေသွားတာတွေတပုံကြီးပဲရှင်းလားအဲ့တော့ဒေါသဖြစ်ခံရတဲ့လူကရှုံးတာလားဒေါသဖြစ်တဲ့လူကရှုံးတာလားအရင်ဆုံးပူလောင်တာငါပဲဒါကြောင့်ဘုရားရှင်ကိုယ်တော်မြတ်ကြီးကဒေါသအပြစ်ကိုပြတော်မူတာဒေါသကိုဖယ်ရှားဖို့ဟောကြားဆုံးမတော်မူတတ်တဲ့ဘုရားရှင်ကိုယ်တော်မြတ်ကြီးအားရှိခိုးပါ၏အဲ့ဒါကိုယ်တိုင်သိပြီးကြော့မှဘုရားကြော့တယ်လို့ခေါ်တယ်ရှင်းသလားဒီမှာမြောက်ကျောင်းဆရာတော်ကြီးကဟိုမှာလိုက်ပြတယ်ဦးဇင်းရောက်လာတယ်ဟိုမှာတပည့်တော်ဘုရားတည်နေတာဆိုတော့ဦးဇင်းကလည်းအခုမှကျောင်းတိုက်ကမြေလူထားတာဟောင်းလောင်းသက္ကမကြီးတွေလာမေးတယ်ကျုပ်ကျောင်းရှင်ဘုရားဒီကျောင်းထဲမှာဘုရားတည်အောင်မလားလူတွေအချင်းကိုသိတယ်သူတို့ကဘုရားတည်မှာဆိုရင်လှူခြင်းတယ်ဓမ္မယုံကြီးတစ်ခုလုံးဆောက်ကန္နာကုတိတိုက်ပဲလှူတဲ့လူရှိသလိုပေါ့နော်အဲ့တော့ကန္နာကုတိတိုက်ကြီးတစ်ခုတည်းနဲ့တင်တရားဟောလို့ရမလားတရားထိုင်လို့ရမလားဘာလို့ဆိုတော့အဲ့ဒီကြီးကျယ်တဲ့ပြင်းပြတ်တဲ့လူတကာကြော့ခံရမယ်ဆိုတဲ့နေရာမျိုးမှာလှူခြင်းကြတာဟုတ်အဲ့တော့ဘုသူမင်္ဂလာပြန်ပြောလိုက်တယ်ကျုပ်ကျောင်းထဲမှာဘုရားတည်ဖို့အစီအစဉ်မရှိဘူးဗမာပြည်မှာဘုရားတွေများလာပြီလို့ဆုံးမရကြရှာဘူးဟုတ်ပြီနော်ကျုပ်ကနေတိုင်းဘုရားလိုက်တည်နေတာအခုအထက်ဗမာပြည်မှာဘုရားတည်ပြီးတော့ကဆုံဆိုင်ဆင်းပြေးလာတယ်အခုအောက်ဗမာပြည်ဒီအောက်ဆိုဟိုဘက်ပင်လယ်ထဲရောက်တော့မယ်နော်ဒီမှာကျုပ်အခုဘာလုပ်နေတယ်ထင်ဘုရားတည်နေတာခုတရားလာနာတဲ့ပရိသတ်တွေရဲ့ဝမ်းထဲကိုဘုရားရောက်အောင်တည်ပေးနေတာအပြင်ကဘုရားတဲ့ရင်ထဲကဘုရားဘယ်ဟာရေးကြည့်လို့အာဘဂနစ္စတမှာရှိတာကလားတွေကြီးပဲဘာသာကြားကြီးပဲဒါပေမဲ့ဗုဒ္ဓရုပ်ပွားတော်ကြီးတွေတော့ဟိမ့်လို့ဂရိနိုင်ငံထိရှိတယ်ဂရိဟိုးယူရိုပရောက်တဲ့အထိကိုရှိတယ်ဇေဒီကြီးတွေဆင်းလူကြီးတွေကြီးနေတာဟိမ့်နေတာဒါပေမဲ့အဲ့ဒီမှာဗုဒ္ဓဘာသာတယောက်မှမရှိတော့အဲ့တော့အဲ့ဒီရုပ်ထုဟာရုပ်ထုပဲဖြစ်တယ်ဘုရားမဟုတ်တော့ရှင်းလားအဲ့တော့ခုခမည်းတော်တည်ရမှာကဘုရားကဘယ်ထဲတည်ရမှာရင်ထဲမှာဘုရားရဲ့ကျေးဇူးကုန်အမြဲကိန်းနေအောင်ဘုရားကိုတကယ်ယုံကြည်တယ်မြတ်နိုးတယ်ဆိုရင်အဲ့ဒီနိုင်ငံအဲ့ဒီလူမျိုးမှာအယက်သမားမရှိအောင်ဖဲသမားမရှိအောင်ရှ
ရှင်းတယ်နော်လူတကာကသူတို့စားစရာမရှိလို့စားကြပါစေဝတ်စရာမရှိလို့ဝတ်ကြပါစေခက်ခဲပင်ပန်းတွေကသူတို့လည်းချိုးတဲ့တွေကလေထောက်ပံ့လူထားလိုက်တယ်ဒီရောက်တော့ဆန်နဲ့အရက်နဲ့လဲတော့တယ်ဘောလူတွေကစေတနာပြက်ကုန်ပြီခင်ဗျားတို့ရှင်းလားအဲ့ဒါဘယ်လိုလုပ်ကြမလဲဆိုခွားသူကြိုက်လို့တောက်တာသာထားမင်းစေတနာမပြက်စီနဲ့အိုဘတော့ကုသိုလ်ဖြစ်အောင်လို့ပြောရတာပေါ့ဒီမှာကျတော့ဒီလိုလုပ်တယ်ဆိုရင်ဒါဗုဒ္ဓဘာသာတွေလားလူရိုင်းတွေလုပ်တဲ့အလုပ်လားသူကတော့ကြောက်ခစ်ပြန်ရောက်ကြောက်ခစ်ဆိုတာယဉ်ကျေးမှုကိုမရှိတဲ့ခစ်အကောင်မှလည်းမသိဘူးအမှားမှလည်းမသိဘူးအကြောင်းမှလည်းမသိဘူးရှင်းသလားအဲ့တော့အားလုံးနော်ကိုတန်ဖိုးရှိအောင်ကြိုးစားပါဖရာရဲ့ဂုဏ်ကျေးဇူးကိုမြင်အောင်ကြိုးစားပါအဲ့တော့ဗုဒ္ဓံတရဏံကိစ္ဆာမိဆိုရင်ဗုဒ္ဓရဲ့ဘာကိုမြင်ပြီးကြတော့ကျေးဇူးဂုဏ်ကျေးဇူးမိမိပေါ်မှာတင်ရှိတဲ့ကျေးဇူးမိမိအတွက်များတဲ့ကျေးဇူးကိုသတိရပြီးကြတော့မှာအရဟံသမ္မာသမ္ဗုဒ္ဓညွတ်နေုံနဲ့မပြီးဘူးရှင်းလားအရဟံဆိုတာဘာလဲအရဟံဆိုတာလူနာဥခိုက်ပူဇော်အထူးကိုခံတော်မူတတ်သောမြတ်စွာဘုရားတို့ဘုရားကလူကောနတ်ကောမြမာကောဥခိုက်ပြီးတော့ရှ िख ိုးကြော့ပူဇော်ခြင်းကိုခံရတယ်ဘာလို့ခံရသူမှာဆင်းရဲစေတတ်သောပူလောင်စေတတ်သောလောင်မြိုက်တတ်သောမိမိသူတစ်ပါးနှစ်ဦးသားဆင်းရဲကိုဆောင်တတ်တဲ့ကိလေသာရှိတော့အဲ့တော့ကိလေသာအညစ်အကြေးကင်းစင်ပြီးတော့အမားမရှိတဲ့အမားမလုတ်တတ်တဲ့ပုဂ္ဂိုလ်ကြီးမို့လို့လူကောနတ်ကောမြမာကောကဘာလဲပူဇော်လိုက်တယ်စိတ်ကြွယ်ရာမှာတောင်မကောင်းမှုကိုမလုပ်ဘူးတဲ့ဆိုတော့ငါတို့ကဘုရားတပည့်တွေနဲ့ဘုရားကိုအရဟံဂုဏ်တော်နဲ့ကြောတော့မယ်ဆိုရင်ဘုရားတပည့်သားပြီးဒီနေရာတော့ဘယ်သူမှမမြင်တော့ပါဘူးဆိုတော့ပြီးတော့လည်းမကောင်းမှုကိုမလုပ်ဘူးရှင်းလားလူရှိသူရှိမှလည်းမကောင်းမှုကိုမလုပ်ဘူးငါတို့ကရှေ့တယ်လည်းဒီလိုပဲ၊ကိုယ်ရလည်းဒီလိုပဲဘယ်သူမှကြည့်ဥဆိုင်တာမဟုတ်ဘူးဆိုတဲ့လူရန်ကားတွေကရှိသေးတာဟုတ်ရဲ့ရှင်းလားမကောင်းမှုဆိုတာရှေ့တယ်လည်းမလုပ်အပ်ဘူးကိုယ်ရလည်းမလုပ်အပ်ဘူးအဲ့ဒီဂုံကိုမြင်ပြီးတော့ငါတို့ကဘုရားတပည့်သားတွေမဟုတ်တာမလုပ်ဘူးမမှန်တာမပြောဘူးရှင်းတယ်နော်ဘုရားဟာလူနာဥခိုက်ပူဇော်တိုက်တယ်လို့ငါတို့ကလည်းလူနာဥခိုက်ပူဇော်တိုက်တဲ့ဘုရားရဲ့တပည့်ပြီးလူတကာလေးစားခံရတဲ့ပုဂ္ဂိုလ်ဖြစ်အောင်ကြိုးစားမယ်ဆိုပြီးတော့ကြောအဲ့ဒါမှအရဟံဂုဏ်တော်ကိုကြောတာမြည်တယ်မမီလားကြားကြလားအရဟံလို့ကြောတော့မယ်ဆိုရင်ကိုယ်တိုင်လည်းပူဇော်တိုက်အောင်ကိုလေးကြည်ညိုတိုက်အောင်အဓိကကိုလေးစားဖို့အဓိကပါလေလေးစားဖို့ဆိုတာဒီမှာအစင်တန်းနဲ့ပြောတော့မယ်လောကကိုပျက်စီးကြောင်းဖြက်စီးတတ်တဲ့လူတွေဟာဘယ်လိုလူတွေဖြက်စီးတတ်ဟုတ်ပြီဒီလောက်ထွက်လာရင်ဒီနဲ့လူမိုက်လူရန်ကတနည်းအားဖြင့်အဆင့်အတန်းမရှိတဲ့အကျင့်ပြက်အမျိုးတွေကသာလောကကိုမလုပ်လို့ဖြက်စီးတယ်အဆင့်တန်းရှိသူကဖြက်စီးကြောင်းအလုပ်ကိုလုံးမလားကိုတန်ဖိုးထားရင်အဖြက်သမားမဖြစ်စေနဲ့ဘာလဲကိုအဖြက်သမားမဖြစ်စေနဲ့အကျင့်ပြက်လာပြီဆိုရင်မင်းဟာတန်ဖိုးမရှိတဲ့လူပဲအဆင့်တန်းမရှိတဲ့လူပဲပျက်စီးကြောင်းကကြံစီပြီဆိုရင်တော့ခင်ဗျားတို့ဟာအဆင့်တန်းမရှိတဲ့လူယုံမှဖြစ်လိမ့်မယ်။ဘာဖြစ်လိမ့်မယ်။လူယုံမှဖြစ်တာကိုယ်တယောက်တည်းဖြစ်တာအရေးမကြီးဘူး။သာသမီမကောင်းရင်တပည့်မကောင်းရင်ခင်ဗျားတို့ယုံမှလိုက်တာနဲ့ခင်ဗျားတို့အမေဖေလည်းလူယုံမှလည်းပါသွားမယ်။အဖိုးအဖွားလည်းလူယုံမှဆရာသမားလည်းရှင်းလား။အဲ့တော့ကိုအကျင့်ပြတ်တဲ့ထဲမပါစီနဲ့ကျင်ရကြလားဘယ်ထဲမှာပါစေနဲ့မ
ပါစီနဲ့အဲ့တော့ဒီတရားကိုခင်ဗျားတို့ကောင်းစဉ်ပေးခဲ့မယ်အဖြစ်သမားမလာရပါတယ်လေအိမ်ပေါင်းဝမှာရေးထားဒါပါရေးထားမယ်ရေးပြီးကိုမှန်နေပြန်ကြည့်မင်းဟာလောဘကြီးတဲ့လူလားနော်လောဘကြီးရင်ဒီလူဘာဖြစ်မလဲအဖြစ်သမားအိမ်ထဲမဝင်နဲ့ဟုတ်ပြီနော်အိမ်ပေါင်းဝမှာရေးထားဘာမလာရအိမ်တိုင်းရေးထားအပေါက်ဝတိုင်းမှာစာချိတ်ထားနော်ဝင်ခံနေလိုက်အဲ့ဒီစာကိုကြည့်ကိုပြစဉ်းစားငါဒေါသကြီးတဲ့လူလားဒေါသကြီးရင်လောကကြီးကိုမလုပ်ပါဖြည့်စည်းတော့မှကိုလည်းဖြည့်စည်းမယ်သူတစ်ပါးကိုလည်းဖြည့်စည်းမယ်ဒေါသကြီးတဲ့ဆိုကိုယ်တိုင်အိမ်ထဲမဝင်နဲ့အပြင်မှာသာအိတ်တော့ရှင်းလားသဘောပေါက်သလားငါဟာမောဟကြီးသူလားဘသူကိုဘသူမေးမလဲမောဟကြီးရင်အဖြစ်သမားပဲရှင်းတယ်နော်မောဟကြီးရင်အခုမကောင်းမှုလုပ်ကြတယ်ဆိုတာသိလို့လုပ်တာလားမသိလို့လုပ်တာလားမသိတာမောဟပဲရှင်းသလားအဲ့တော့အရဟံပြီးရင်သမ္မာသမ္ဗုဒ္ဓဆိုတာလောကမှာသိတိုက်တဲ့တရားမှန်သမျှကိုသိလို့သမ္မာသမ္ဗုဒ္ဓရှင်းလားဗါလဲသိတိုင်းသိအပ်တဲ့တရားမှန်သမျှကိုအကုန်သိလို့သမ္မာသမ္ဗုဒ္ဓအဲ့တော့ဘုရားကအလုံးစုံသိတော်မူသောဘုရားရှင်ရဲ့တပည့်ဆိုရင်ငါတို့ကလည်းသိလိုက်တာမှန်သမျှသိအောင်လုပ်နေမှဘုရားတပည့်ရှင်းသလားအဲ့တော့မသိလိုက်မသိပါလားနေရင်ဒါဘုရားတပည့်သာဖြစ်မလားအဲ့တော့သိအောင်လုပ်အောင်ရှင်းကလားဘယ်လိုလုပ်ရမလဲသိအောင်လုပ်ရမယ်မသိအောင်နေရင်ဒီပုဂ္ဂိုလ်ကအဖြစ်သမားရှင်းလားအကောင်းအဆိုးလဲအကြောင်းအကျိုးလဲအမှားမှလဲရှင်းတယ်နော်လာမယ်နောက်တစ်ခုဝိဇ္ဇာစရဏသမ္ပန္နောမပြောဘူးလားအဲ့တော့အရဟံသမ္မာသမ္ဗုဒ္ဓောဝိဇ္ဇာစရဏသမ္ပန္နောဂုဏ်တော်လေးတွေကြည့်ရမယ်အဲ့တော့ဝိဇ္ဇာဆိုတာအသိတရားဝိဇ္ဇာဆိုတာစရဏဆိုတာကအကျင့်တရားဝိဇ္ဇာဆိုတာကစရဏဆိုတာကသောသောကဘိက္ခဒကမကြီးပြောသလိုတပည့်တော်အကုသိုလ်မှမသိတော့ကလုံနေတာအခုအကုသိုလ်ပဲဆိုတာသိလာပြီတပည့်တော်တို့ကုသိုလ်မရပါလားတကယ်တော့လူပြည့်ရှုံးနေတာပဲဟာငါတို့ကပတ်စံနေတာရှိတာလူမဖြစ်ပါလားဆိုပြီးတော့ဂါးတွေအကုန်ရောက်နေပြီးတော့အဲ့ဒီအကုသိုလ်လုပ်ကိုစွန့်ပြီးတော့တမန်အာဇီဝအလုပ်ပဲလုပ်တော့မယ်လို့သူတို့ဆုံးဖြတ်ပြီးပြုပြင်ပလိုက်တယ်ဟောပထမအကုသိုလ်အလုံးမှသိလာတယ်ဝိဇ္ဇာဒါအကုသိုလ်လုပ်ပဲလို့သိတော့ဘာလုပ်လိုက်လဲစွန့်လွတ်လိုက်တယ်စရဏရှင်းလားအဲ့ဒါမှသူဘုရားကြောတတ်သွားတယ်ဝိဇ္ဇာစရဏသမ္ပန္နောအသိနဲ့အကျင့်ပြည့်စုံတော်မူသောမြတ်စွာဘုရားဆိုတော့သူ့ကြောတော့မယ်ဆိုငါတို့ကိုယ်တိုင်လည်းအသိလည်းပြည့်စုံရမယ်ကျင့်လည်းပြည့်စုံရမယ်မပြည့်စုံသေးတော့မှသိအောင်လုပ်နေသူဖြစ်ရမယ်ဟုတ်ပြီနော်ဘာလုပ်နေသူသိအောင်လုပ်နေတယ်အသိတရားနဲ့ပြည့်စုံတဲ့အရှင်မြတ်ကြီးဘုရားတပည့်တော်သိအောင်ကြိုးစားရင်းနဲ့ကြော့နေတယ်ဆိုရင်ဒါဘုရားကြောတာမှန်တယ်ကျေနပ်သလားဘာတစ်ခုမှသိအောင်မလုပ်ဘဲနဲ့ဖိမှုတောင်းတောင်ကြော့နေရင်ဒါဘုရားကြောတယ်လို့ပြောလို့ရမလားသိသလောက်နဲ့လည်းဘာလုပ်ရမလဲကျင့်ရမယ်သိသလောက်ကိုလည်းအဲ့တော့အဲ့ဒီအကျင့်မြတ်နဲ့ဘုရားကိုကြော့မှဒါဘာကြော့တယ်ခေါ်တယ်ဘုရားကြောတာမင်းတို့ဘုရားကြောဘူးပြီလားဆိုတာကိုယ့်အကူမေးပါရှင်းလားအဲ့တော့အဲ့လိုမှမလုပ်ဘူးရင်သာသနာပြုသူဖြစ်မလားဖျက်ဆီးသူဖြစ်မလားတစားငါတို့သာသနာဟာလေခေတ်အဆက်ပျက်စီးလာလိုက်တာအညာကကျွေအမြစ်ကပုတ်တို့သာသနာအမြစ်ကြီးကဘာနဲ့တူတယ်လဲဆိုတော့ရှင်းတော့ကဘယင်တစ်ပါးဟိုပြောမဲ့ဟာလေးမရောက်ပါဆိုလို့နော်ဘယင်တစ်ပါးကမြင့်ညာကမျောလာတဲ့တရသေးကြီးတစ်လုံးရတော့အဲ့ဒီတရသေးကြီးကိုစားလိုက်တော့အမတန်ချိုးမြိန်တဲ့အမျက်အရသာနဲ့ပြည့်စုံတဲ့အမတန်တန်မိုးရှိတဲ့အသီးပဲဆိုပြီးကြနတ်သူ့နန်းတော်ထဲမှာစိုက်တာ
ဆိုင်တော့ဒီသေးပင်ကြီးတစားကြီးထွားလာအသေးတွေပါလေသီးလာတော့သူကဘယ်လောက်ထိများဒီတရားသီးအစွမ်းထက်သွားတယ်လဲဆိုတော့ဘေးနိုင်ငံတွေချစ်ကြည်ရေးတခြားသောတိုင်းတစ်ပါးမင်းတွေကိုသူကတရားသီးတောင်မှလက်ဆောင်ပေးပြီးတော့ချစ်ကြည်ရေးလုပ်နိုင်တဲ့အဆင့်ကိုရောက်လာအဲ့တော့တရားပင်ကြီးကဆိုလိုက်တာအရှင်ဘုရင်လက်စားတိုင်းသူပြည်သားတွေလက်စားအမတမချုံမြိတ်နေဆိုတော့အမတနာမကြီးတဲ့တရားပင်ပေါ့အဲ့တော့တပါးသောတိုင်းတွေကိုသူကဒီတရားသီးကိုလက်ဆောင်ဖြစ်ပေးတဲ့အခါမှာတခြားတိုင်းမှာစိုက်လို့မရအောင်သူကမျိုးစေ့ကိုတတ်ပြီးပေးလိုက်ဘာလို့လဲမျိုးကိုဖြတ်ပြီးမှပို့တယ်ဆိုတော့ကျန်တဲ့တိုင်းပြည်တွေကဒါတရားသီးပြန်စိုက်လို့မရတော့တိုင်းပြည်တစ်ပြည်ကမကျေနပ်တာနဲ့ဝိုင်းပြီးစီစဉ်ကြတယ်ဒီနိုင်ငံကလည်းအင်အားကြီးတယ်သွားတိုက်လို့မဖြစ်ဘူးအဲ့တော့သူတို့တရက်ပင်ကိုဖြည့်ဆည်းရအောင်ဥယျာဉ်မှုတယောက်ခေါ်ပြီးမင်းတတ်နိုင်သလားမေးလိုက်တတ်နိုင်ပါလေကျွန်တော်လုပ်နိုင်တယ်နော်လောကမှာတော့ပြုတတ်သူနဲ့ဖြစ်တတ်သူဘယ်ရင်ကများလဲပြုစုသူကနည်းနည်းလေးရှိနော်အခုသာသနာပြုနေသူနဲ့ဖြစ်နေသူဟမ်အဖြစ်နေသူကများတယ်ဖြစ်တာလည်းဘလို့ဖြစ်ခံနေရလဲလာမယ်ဒီတရသီးလေးပြီးသွားရင်ပြီးမှာပါနော်အဲ့တော့ဥယျာဉ်မှုတယောက်ကနိုင်ငံတနိုင်ငံကဥယျာဉ်မှုတယောက်ကတာဝန်ယူလိုက်တယ်လွယ်ရတယ်ကျွန်တော်တာဝန်ထားပါအဲ့ဒါပဲသွားလှုပ်ကြည့်ပြောလိုက်တော့အဲ့ဒီဥယျာဉ်မှုကအဲ့ဒီခုနကဘာသာနဲ့တီပေါ့လေတရပစ္စည်းရထားတဲ့မင်းကြီးရဲ့ဥယျာဉ်တွေကိုရောက်အောင်သွားတယ်မင်းကြီးစီမှာအလုပ်ရအောင်ပေါ့လေဤမျိုးစုံနဲ့သူကြိုးစားတော့ဥယျာဉ်မှုအလုပ်ကိုရတယ်တွဲပဲဥယျာဉ်မှုပေါ့လေလက်ရှိတရပင်ကိုစောင့်ရှောက်နေတဲ့ဥယျာဉ်မှုနေရာမှာအကူဥယျာဉ်မှုအနေနဲ့ခံထားလိုက်အဲ့တော့သူကသတိပန်းတစ်ပင်ပန်းမှစိုက်ပျိုးမှုမှာကျွမ်းကျင်တော့အရင်ပုဂ္ဂိုလ်တဲ့သူကပို့ပြီးစိုက်ပြတယ်ပို့ပြီးအလုပ်လုပ်ပြတော့အရင်ပုဂ္ဂိုလ်အလုပ်ပြုတ်သူအလုပ်ရပေါ့အဲ့ဒါသူယာရူးရပြီဆိုတာနဲ့ဘာလုပ်လို့ဆိုတော့တရက်ပင်ပတ်ပတ်လဲမှာတရက်ပင်ကိုဓာတ်နဲ့လည်းမခုတ်ဘူးလွှတ်နဲ့လည်းမဖြတ်ဘူးသူဘာလုပ်လိုက်လဲဆိုတရက်ပင်ပတ်လဲမှာကျဲငါပင်တို့ဓမ္မာပင်တို့ဝေတော့ပင်တို့အကုန်ပတ်လဲလိုက်ဆိုင်ဟုတ်ပြီနော်တရက်ပင်ပတ်လဲဘာတွေဆိုင်ကျဲငါပင်ဝေတော့ပင်ဓမ္မာပင်ခါးပိတ်ဆိုတဲ့အပင်တွေပေါ့ဗျာခင်ဗျားတို့သိသမျှအကုန်သာပတ်ဆိုင်စိုက်တော့တေးပင်အောက်ကအမြစ်တွေဟာဝေတော့ပင်မြစ်နဲ့လည်းရှက်ကုန်တယ်ဓမ္မာပင်မြစ်နဲ့လည်းရှက်ကုန်တယ်ကျင်းကားမြစ်တွေနဲ့လည်းရှက်ကုန်တယ်အဲ့တော့တေးပင်အမြစ်တွေအကုန်လုံးကိုခါရတဲ့အမြစ်တွေအကုန်လုံးရှက်ကုန်တယ်ရောကုန်တယ်ရောကုန်တော့တေးပင်ကြီးဘာဖြစ်လားအမတန်ချိုတဲ့တေးသည်အားပါအပြင်ကြည့်ရင်ဒီတေးပင်ဘာလို့ဘာမှမလုပ်ဘူးသူ့ကိုရံပြုတ်သလားမပြုတ်ဘူးအခုဘယ်မှာသွားပြီးရှောနေလို့အဲ့တော့ဒီတည်းအပင်ကျွမ်းကျင်တဲ့ပုဂ္ဂိုလ်ကတရားသီးကိုစားကြည့်လိုက်တယ်သူကဒီနေ့သီးလာတဲ့အသီးကိုစားကြည့်လိုက်တော့ဘေးကဂွေးတော့ပင်နေဓမ္မပင်နေလည်းကြီးပွားနေပြီစီပင်နေပြီဆိုတော့ဒါတော့ဆိုရင်โอเคလောက်ပြီဆိုပြီးတော့စားကြည့်လိုက်တော့တရားသီးခါပြီဆိုတာနဲ့ဟိုပုဂ္ဂိုလ်ကပြေးပြီသူ့လောက်တောင်းပြီးသွားပြီဆိုတော့အလုံးစဉ်းစားကြည့်တရားသီးဘာလို့ခါသွားလဲခါရတဲ့အမြင့်တွေနဲ့ရော့ရှက်သွားလို့အပင်ကြီးခုံးလိုက်လို့လားဒီအပင်ကြီးကိုအပေါ်ကနေပြီးတော့ပြုတ်ပြင်းဆေးလောင်းလိုက်လို့လားဘယ်မှာဝင်ရှုပ်သွားအခုလည်းခင်ဗျားတို့ဗမာပြည်ဗုဒ္ဓသာသနာကအမြင့်ကလေးကရှုပ်နေတာရှင်းလားသူကသူဘုရားဆုံးမကံကံရဲ့အကျိုးဗါလေကောင်းတာလုပ်ရင်ကောင်းကျိုးပေးတယ်လို့ကောင်းတာလုပ်ရင်မကောင်းတာလုပ်ရင်စက်ကိုအားနာလို့စက်ကမနိုင်လို့မအော်တာအဲ့တော့ကျုံမအော်ရင်ခင်ဗျားတို့ကလည်းမအော်ဘူးတရားနာလာပြီးမှဗျာနော်အပြင်းဖြေသလိုလုပ်ပြီးပြန်မသွားကြပါနဲ့အော်စမ်းမှာကောင်းတာလုပ်ရင်မကောင်းတာလုပ်ရင်ကံကံရဲ့အကျိုးတူသောအကျိုးဒါဘုရားဟောထားတာလမ်းကအမှန်ဆုံးမပြီးသားအဲ့တော့ဘယ်သူမပြုဘယ်သူကိုဘယ်သူအားကိုးရမှာတလောက်အရင်ကြတဲ့အဆုံးအမတွေရှိရတဲ့ဟိုဘာမဟုတ်တဲ့ဘိုးတော်အားကိုးဓာတ်အားကိုးနတ်အားကိုးမနေ့လည်းပင်လည်းလာတဲ့ဥရှင်ကြီးကန်ချတဲ့အကြောင်းကြီးပြောချလာနော်အဆက်လေးသမားဘုန်းကြီးဖြစ်ပါမလားတဲ့မင်းလေကောင်းရင်ဖြစ်တယ်ဘာမှငါလာပြောမနေနဲ့လေမကောင်းတော့နစ်မှာပေါ့သဘောပါသလား
အဲ့ဒါတလွဲအာကိုပြီးရေနစ်သေးတဲ့ကောင်နဲ့ရေလန်းနဲ့အာကိုရင်အာကိုနေတာဟုတ်ခင်ဗျားတို့ကရှင်းတယ်နော်အဲ့ဒါလာသေးတဲ့ဓာတ်ကြောင်ကြောင်နတ်ကြောင်ကြောင်တွေအဲ့ဒီဘုန်းကြီးတွေအဲ့လိုလျှောက်ပြောလို့မုံတိုင်းလာတာဟာလေဟမ်ဟာအဲ့လောက်များစွမ်းနေရင်ကွာအဲ့ဒီကောင်ငါဆွဲခေါ်ထားလိုက်ချင်ပါသေးတယ်ခင်ဗျားတို့ပူဇော်နှစ်တိုင်းပူဇော်ပတ်သားနေတာပဲဒီတစ်နှစ်စော်ကားလိုက်တာနဲ့ဒီမုံတိုင်းလာတယ်ဆိုတော့အရင်ပူဇော်ထားတဲ့အကျွေးတွေပဲမလဲလို့မေးလိုက်ရှင်းလားခွဲမှသာလာစမ်းလို့ဟမ်အရင်ကတော့ပူဇော်ထားတာတွေပဲမလဲလို့တော့ပါသလားကားနိုင်သလားမကားနိုင်ဘူးအကြောင်းအကျိုးအန္တရာယ်မကင်းဘေးမရှင်းတာသီလမကောင်းလို့ဘယ်သူနဲ့မှမဆိုင်ဘူးရှင်းလားတိတ်စင်ကြယ်တဲ့တရားတွေရှိရတဲ့နဲ့အမြင့်မှာဝင်ရောထားတယ်အဲ့ဒီဘိုးတော်ဘွားတော်ဘိုးဘိုးအောင်ဘိုးမင်းကောင်သာသနာပြည့်အမြင့်ကဝင်ဖြစ်တယ်ဟုတ်ပြီလားဘယ်ကဝင်ဖြစ်တယ်အဲ့ဒီ38မင်းဆိုတဲ့ယူကြောင်ကြောင်ကောင်းတွေသာသနာပြည့်တဲ့နတ်ကတော်တွေပါလားအဲသာသနာပြည့်တွေပဲနော်မုံတိုင်းနဲ့ပါသွားတော့ပါပြီသဘောပါသလားအဲ့ဒါဘာလို့နေတဲ့လူတွေလဲသာသနာဖြတ်နေတာအမြင့်ကနေရောဖြတ်တာသူတို့ကသာသနာခုလုံးလို့တာနတ်ကတော်ကလည်းပါဇက်ဖျားမရှာဘူးသာသနာပြုနေတာတဲ့ပြီးတော့သူကအဖြစ်လုံကအကြီးစားရှင်းလားခင်ဗျားတို့ကဟိုဘာသာကြမွတ်စလင်တို့ခရစ်ယာန်တို့မှသာသနာပြည့်နေတာခင်ဗျားတို့အမြင့်ပုတ်နေပြီရှင်းလားသဘောကျသလားအဲ့တော့ဒီသေးရပင်ကြီးဒီလိုဖြစ်သွားတယ်ဆိုရှင်ပြေသွားပြောဟာဘာဖြစ်လို့လို့ဆိုပညာရှင်တွေနဲ့လာကြည့်ခါနေပြီဆိုတော့ပတ်ဝန်းကျင်ကြည့်တော့ဘယ်မလို့ဥယျာဉ်မှုဆိုဥယျာဉ်မှုကမရှိတော့ဘူးဟာဒါဆိုငါတို့လောက်ကြံခံရပြီဆိုတော့သေးရပင်ပတ်လည်းကြည့်လိုက်တော့ပတ်လည်းမှာပါတယ်လို့ခါရတဲ့အပင်တွေကြီးပဲဆိုတော့ပညာရှိတဲ့ဥယျာဉ်မှုအရင်ဥယျာဉ်မှုဟောင်းကဩရှင်မင်းကြီးကယုံလွယ်သကိုအခုတော့သွားပြီဟာဒါပြဒါလုံးလို့မရဘူးလားရပါတယ်ဘယ်လိုလုပ်မလဲအဲ့ဒီခါတဲ့အပင်တွေအကုန်လုံးခုတ်ပလိုက်သူတို့အမြင့်တွေအလုံးမလုံးနိုင်အောင်လုပ်ပြီးတော့မှဒီချိုရတဲ့အပင်ကိုချိုစေတတ်တဲ့တကားရည်တွေလောင်းနော်နွားတို့နှစ်တွေလောင်းပြုပြင်လိုက်တော့ဘာဖြစ်သွားရမ်းချိုသွားတယ်ခုလည်းခင်ဗျားတို့ခါတာမှတူးနေပြီဟမ်ဒီတိုင်းမပြစ်ထားမလားပြင်မလားပြင်ဘယ်ကစပြင်ရမလဲအမြင့်ကစပြင်ရမှာခင်ဗျားတို့မကောင်းတာအမြင့်ကစမကောင်းတာရှင်းသလားအဲ့ဒါကြောင့်ဝိဇ္ဇာစရဏအသိနဲ့အကျင့်ပြည့်စုံအောင်လုပ်ရပထမဝိဇ္ဇာအကောင်းဆိုးကိုလည်းသိအောင်ကြိုးစားရမယ်အကြောင်းကျိုးကိုလည်းသိအောင်ကြိုးစားရမယ်အမှားအမှန်ကိုလည်းသိအောင်ကြိုးစားမသိလိုက်မသိပါလားနေရာမှာလားသိအောင်လုပ်ရမှာလားဒါပေမဲ့ဒီလိုမုံတိုင်းနဲ့သဘာဝဘေးဒဏ်အန္တရာယ်ကြီးကြားရောက်လာတာသည်အန္တရာယ်မကင်းဘေးမရှင်းတာဘာကြောင့်သီလအကြောင်းမကောင်းလို့ရှင်းလားဘာမကောင်းတာခုကိုရီးယားကားတွေအကြည့်ကောင်းရတာအမျိုးသမီးတွေလည်းမလုံးမချုံဖြစ်ကုန်ဟမ်လုံခြုံနဲ့ယဉ်ကျေးတဲ့အဆင့်တန်းကိုရောက်အောင်ခြိတက်လာရတာနှစ်ပေါင်းများစွာအခုမှသူတို့ကြောက်ခက်ပြန်ရောက်သွားတယ်ဟမ်ကြောက်ခက်ကလုံခြုံမဝတ်တတ်ဘူးရှင်းလားအဲ့ဒါနောက်ဆိုရင်မေးတာနောက်ဆိုပြောမလုံမချုံဝတ်လာတဲ့အမျိုးသမီးတွေတွေ့ရင်ဩဒါကြောက်ခက်လူသားတွေနော်သူတို့ဘယ်ပြန်ရောက်သွားတော့ကြောက်ခက်ပြန်ရောက်သွားလူရိုင်းနေရိုင်းလို့ဘောလူရှိမရှက်မကြောက်အကုန်ခေါ်ပြထားတာရှင်းလားဖယ်လိုက်ခင်ဗျားတို့အဲ့ဒါပယ်တယ်အောင်ကြိုးစားအမြင့်ကနေစရှင်းသလားအတုယူသင့်တာကိုမယူဘူးအတုမယူသင့်တာယူနေတယ်ငကောကမှပြက်နေတဲ့မြန်မာနိုင်ငံရှင်းတယ်နော်ပြက်တဲ့ပြက်အောင်ဖြတ်ကြမလားကောင်းအောင်ကြိုးစားမလားဘယ်သူတွေပေါ်မှာမူတည်လဲဒါကြောင့်ကိုယ်စိတ်ထဲမှာဖြက်စီးတတ်တဲ့တရားတွေဖယ်ရှားနိုင်အောင်ကြိုးစားရမယ်ဟုတ်ပလားဒီတိုင်းနေရမလားကြိုးစားယူရမလားအားလုံးကိုဦးဇင်းကမေတ္တာရက်ခံပါတယ်ဟိုးဝေးရက်နေအပန်းကြီးနဲ့ခင်ဗျားတို့လာပြီးလာတာအကူကြီးလာတောင်းတာပါဦးဇင်းတို့တယောက်တည်းဘာမှမဆွမ်းနိုင်ပါဘူးအဲ့တော့သူတော်ကောင်းတို့ကမိမိမျိုးဘာသာသာသနာမပြောက်ပြက်အောင်ဝိုင်းဝန်းစောင့်ရှောက်ထိမ့်သိမ့်ပေးပါလို့ဦးဇင်းကမေတ္တာရက်ခံပါတယ်ဟုတ်ပြီလားအားလုံးကြိုးစားပေးမလားဗျာကြိုးစားကြကဲကြပါဦးနော်သာသနာကွယ်ပါတော့မယ်ရှင်းသလားသဘောပေါက်သလားအဲ့တော့မသိလိုက်မသိပါလားနေရမလားသိအောင်ကြိုးစားသိတဲ့အတိုင်းလဲ
ရှင်းရမယ်သိတဲ့အတိုင်းလေအဲ့တော့ရဟန်းလုံးနေရမှာလားသိအောင်လုပ်ရမှာလားအကောင်ဆိုပိုင်းခြားသိနိုင်အောင်ကြိုးစားမယ်အားလုံးတကြီးလည်းပြောသမှာပိုင်းခြားသိနိုင်အောင်ကြိုးစားရှင်းသလားအဲ့တော့အဖြစ်သမားဆိုတာကမျိုးရိုးစင်ဆိုင်အကျင့်ပြက်နေတဲ့ပုဂ္ဂိုလ်တွေဟာအဖြစ်လုပ်ငန်းတွေကိုလုပ်တတ်တယ်အဲ့တော့သူတော်ကောင်းတို့ကမိဘတွေကအဖြစ်သမားတွေလားလူလိမ္မာတွေလားကိုမိဘတွေကိုအဖြစ်သမားအဖြစ်ခံမလားအကျင့်ပြက်အဖြစ်ခံမလားအေးဘုရားကဘုသူကိုဘုသူအားကိုးရမှာလောကကြီးကောင်းပါစေလို့ဆုတောင်းနေရမှာလားကောင်းအောင်ကြိုးစားရမှာကြည့်ဘုရားရှင်ကိုရောမြတ်ကြီးလက်ထက်ကဖြစ်ခဲ့တဲ့အဖြစ်အပျက်လေးတစ်ခုပြောပြတာဝတိပိဇေတဝန်ကျောင်းထဲမှာဖြစ်ခဲ့တာတန်ဃာအများသတင်းသုံးပြီးတော့ဇေတဝန်ကျောင်းထဲမှာဆိုတာတန်ဃာ3သိန်းကျော်ရှိတာမဏေနဲ့ယဟန်3သိန်းကျော်နေတဲ့ကျောင်းအဲ့ဒီကျောင်းထဲမှာတန်ဃာအများသုံးတဲ့ရေတွင်းကကျောင်းအလဲကောင်မှာရှိအဲ့တော့တန့်စင်တဲ့ရေတွင်းလေးအကုန်လုံးကလည်းယဟန်တန်ဃာတွေကစနစ်တရားသုံးဘုရားရှင်ကိုရောမြတ်ကြီးကိုယ်တိုင်ရှိနေတော့စီးနဲ့စနစ်နဲ့ဝိနည်းနဲ့စိတ်ကန်းနဲ့ဆိုတော့ရေတွင်းရေကန်ကိုတန်တန်ရှင်းရှင်းတတ်တတ်ရရနဲ့တောက်ရေကန်ဆိုပြီးတော့ထားတယ်အလဲကောင်မှာတောက်ရေတွင်းလေးတွင်းရှိတယ်အဲ့တော့အဲ့ဒီတွင်းတွေကိုတရက်ကြတော့အမတန်မှယုံမာတဲ့မြေခွေးတကောင်ဘာတကောင်လဲမြေခွေးဆိုတာတော့အာလုံးဘုဒ္ဓတရှိတဲ့လူတွေသိမှာပဲမြေခွေးကဘယ်တော့မှမကောင်းဘူးမြေခွေးဆိုတာမျိုးလိုက်ရိုးလိုက်ကိုပြက်နေတဲ့ကောင်းနေနော်အဲ့တော့မြေခွေးတကောင်ကအဲ့ဒီဇေတဝန်ကျောင်းအလဲကောင်လာတဲ့ပြီးတော့တောက်ရည်တွင်းတဲ့ကိုကျင်ကြီးကျင်ငယ်စွန့်ချတယ်မလုပ်တယ်ရေတွင်းလာဖြစ်စီတယ်တန်ဃာသတင်းသုံးတဲ့တန်ဃာတွေအများသုံးတဲ့ရေတွင်းကိုဘာလို့လဲဖြစ်စီတယ်ဘယ်သူကလဲမြေခွေးငကိုကလေးကအကျင့်ပြက်နေတဲ့အမျိုးပေါ့ဗျာနော်အဲ့တော့ဒီပုဂ္ဂိုလ်ကအဲ့ဒီခွေးကဒီလိုဖြစ်စီတော့တန်ဃာတွေမှာတောက်ရည်ပျက်စီးသွားတယ်တောက်ရည်တွင်ပျက်စီးသွားတယ်ကျင်ကြီးတွေစွန့်ကျင်ငယ်တွေစွန့်ဆိုတော့နောက်ကိုရင်တွေကကျောင်းထဲမှာရှိတဲ့ယဟန်တွေကတော့သိခံနေတာမို့ယဟန်တွေကတော့ယဟန်နာကြီးတွေကိလေသာဂုဏ်သူတွေများတော့ရောငါတို့ဝတ်ကြွေးမြန်ကြီးလိုက်တာဆိုစင်ချင်းနေကိုရင်ငယ်လေးတွေတာမဏေငယ်လေးတွေဟာငါတို့ရေတွင်းကိုဒီကောင်ဒီလိုလောက်ရသလားဆိုနောက်တစ်ခါလာပြီးတော့နောက်တစ်နေ့လာပြီးကျင်ကြီးကျင်ငယ်လဲစွန့်ရောဝိုင်းနေပြီးတော့ကဲနဲ့ပြည့်ဒုံနဲ့ပြည့်ဝိုင်းပြစ်ပြီးတော့ခြောက်လွတ်လိုက်တယ်နောက်ရေတွင်းကိုကိုရင်တွေစောင့်နေကြတယ်မြေခွေးလာတယ်ဆိုအကုန်ဒုံနဲ့ပြည့်ဒုံနဲ့ရိုက်ကဲနဲ့ပြည့်ဝိုင်းခြောက်လွတ်လိုက်တော့ဒီမြေခွေးနောက်တော့ဒီရေတွင်းကိုမလာတော့ဟုတ်ပြီနော်အဲ့ဒါလက်တလုံးအဖြစ်ကလေးအဲ့ဒါလိုဖြစ်လိုက်တော့ဒီစကားဘုရားစီရောက်သွားတယ်ရေတွင်းကိုပြန်ဆယ်ရတာပေါ့လေအကုန်ပြန်ဆယ်တန်းရှင်းအောင်ပြန်လုပ်ပြီးရေတွင်းပြန်စီမံကြတော့ကျောင်းထဲမှာနည်းနည်းလေးအလုရှုပ်သွားတယ်အဲ့တော့ဘုရားရှိသတင်းပေါက်ကြားသွားတော့ဘုရားကဘာဖြစ်ကြလဲရှင်ဘုရားဒီလိုပဲတန်ခါအမြတ်အမွန်အမြတ်ထားတဲ့စင်ကြယ်သောတောက်ရည်တွင်ကျောင်းလေကောင်ကတွင်းကိုဘုရားမြေခွေးတကောင်ပေါက်ရှာဘုရားနော်အဲ့ဒါမှပေါက်ရှာနော်ပေါက်เสียရှာလို့ဒီထဲလာပေါက်ပါเสียရှာလို့ဘယ်ထဲလာရေတွင်းနဲ့သံဃာများတောက်နေတဲ့တောက်ရည်တွင်းကြီးလာပြီးတော့သင်ကြီးကျင်ငယ်လာဆုံးတယ်ဗျာစောစောကားအဲ့တော့ဒီမြေခွေးတွေလိုလှုပ်သွားတယ်ဆိုတော့ဩတဲ့မြေခွေးများဟာအခုမှမကောင်းတာမဟုတ်ဘူးဟာနော်မြေခွေးရပါလေအဲ့ဒီအကျင့်ပြည့်တဲ့ကောင်တွေဟာအဖြစ်လုပ်ငန်းကိုပဲလုပ်တတ်တယ်ပါတယ်လေဘယ်လိုလူတွေလုပ်လဲအကျင့်ပြည့်တဲ့လူဟာအဖြစ်လုပ်ငန်းပဲလုပ်တတ်တယ်တဲ့အကျိုးရှိတဲ့လုပ်ငန်းကိုမလုပ်တတ်ဘူးကွာအမျိုးကိုကအကျင့်ပြည့်နေတာရှင်းလားဘုရားကပြောလိုက်တော့ဘေးမှာပန်းတတ်တဲ့ယဟန်တစ်ပါးကရှိတယ်ရှင်ဘုရားအခုမြေခွေးပြက်တာတော့တပည့်တော်သိပြီအရင်တော့ဟောသူတို့ဒီလိုပဲလုပ်ဘူးသလားရှင်ဘုရားပြောသလိုခုမှလုပ်တာမဟုတ်ဘူးဆိုတော့ငကိုလုပ်ဘူးပုံလေးတဲ့ဘုရားတပည့်တော်တို့ပြောပါဦးဘုရားဟောပါဦးဘုရားတော်တင်ဆုံးမပါဦးဘုရားဘ
ဘေးကပန်းတဲ့ယဟန်ထပြီးတော့တရားတောင်းတယ်ခုမေးကြည့်တယ်လေဒီမှာပန်းတကအလုံးမဲ့လူရှိလားဆိုတော့ပန်းတကဘာမှတော့မသိဘူးဖြစ်နေအဲ့တော့မရှိဘူးဗျာတဲ့ဒါပေမဲ့တရားတောင်းမဲ့လူရှိဘူးဘုရားဆိုထွေထူးတောင်းကြမလို့ပါဘူးလူများစုလာပြီကဲအားလုံးဗျာတရားဟောကြားမဲ့ဆရာတော်ဓမ္မသနပလင်မောကြွရောက်လာပြီဖြစ်တဲ့အတွက်ကြွရောက်လာကြသောအားလုံးတော့သာသနာ့နွယ်ဝင်သူတော်စင်အပေါင်းတို့ခင်ဗျာဟုတ်လားတရဏဂုံ၃ပါးနဲ့ကွာအင်္ဂါ၈ပါးသောသီလတော်မြတ်ကိုခံယူစောင့်တည်ကြရအောင်ရိုသေစွာရှိခိုးကြောကြပါအောင်တို့ခင်ဗျာလို့တိုင်ဝေးမဲ့လူတောင်ဘုရားဘာသာနိုင်ငံမှာမရှိလို့ဘုန်းကြီးရကကြောကြစုလို့ယူရတယ်သဘောပါလားရှင်းရလားဆုံးယုံနေတဲ့တိုင်းပြည်ကတော့ပြက်လူဖြစ်နေပြီဟမ်ဘယ်လိုလူတွေကဖြတ်မှာလဲအချင်းပြက်တဲ့လူကဖြတ်မှာမလေးဘယ်သူကဖြတ်မှာခုခင်ဗျားတို့အချင်းကောင်းမလားကိုကကိုမိတ်ကိုကလက်မထောင်နိုင်အောင်ငါမူသားမပြောဘူးသူများအသက်မတတ်ဘူးသူဥစ္စာမခိုးဘူးကိုအာမခံနိုင်မှပြောပါရှင်းလားအဲ့တော့ကြည့်မြေခွေးအဲ့လိုဖြက်စီးသွားတော့ဘုရားကအခုမှမဟုတ်ဘူးကွဒီအမျိုးကငဘိုပဲအချင်းပြက်နေတဲ့အမျိုးဆိုတော့ဘေးကယဟန်ကတောင်းပန်တာနဲ့ဟောပါဦးဆိုတော့အေးဟုတ်ပြီတခုသောဘဝကဗာရာဏသီပြည်မှာဗြဟ္မဏမင်းကြီးအုပ်ချုပ်နေတော့ဘုရားအလောင်းတော်ဟာမင်းမျိုးမင်းနွယ်ထဲမှာမွေးဖွားလာတယ်မွေးဖွားလာပြီးတော့အရွယ်ရောက်လာပြီဆိုတာနဲ့အထာရသဆက်ရှိရအကုန်ပြည့်စုံသွားတဲ့အခါမိဘတွေကိုခွင့်ပန်းပြီးတော့တောထွက်တရားအထုတ်ဘာလို့လဲတောထွက်ပြီးတရားအထုတ်တယ်ရသိလုပ်ပြီးနေတယ်အဲ့တော့အဲ့ဒီတထေးသားရှင်မင်းသားပေါ့လေရှင်မင်းမျိုးနွယ်တွေကသားဘုရားလောင်းတော်တောထွက်တယ်လို့ကြားတော့ဘေးကနောက်ပါလိုက်ပါကျင့်ကြံကြမယ်ရသိတွေအများကြီးနောက်ကလိုက်သွားကြအဲ့တော့ရသိပေါင်း1000လောက်ပေါ့လေနောက်ကနေလိုက်သွားတော့ဘုရားလောင်းနဲ့တူတူကျင့်ကြံနေတဲ့ရသိတွေတော်ထဲမှာအတူတကွသတင်းသုံးနေတော့အခုလိုပဲရသိအများရဲ့ကြောင်းတွေရဲ့အလဲကောင်မှာတောက်ရည်တွင်တူထားတယ်။ဘာတူထားလဲ။တောက်ရည်တွင်တူထားတော့စောစောကလိုပဲဒီရည်တွင်ကိုလာဖြတ်တော့မယ်။ဘယ်သူကဖြတ်မလဲ။မြေခွေးစားပြောနေတာကိုအဲ့တော့ဒီအဖြတ်လုပ်ငန်းကိုလုပ်တဲ့လူကအချင်းပြက်နေတဲ့လူပဲလုပ်တတ်တယ်။အဲ့ဒီအမျိုးကပဲလုပ်တာပဲ။ရှင်းသလား။ခင်ဗျားတို့လည်းသာသနာကိုပြုကြမှာလားဖြတ်ကြမှာလား။ဒီလူမျိုးကိုပြုစုကြမှာလားဖြတ်စည်းကြမှာလား။ကိုကဆုံးပြကိုဘယ်အဆင့်တန်းလဲဆိုတာဘယ်သူကိုယ်တိုင်သိရမှာလဲအေးအဲ့တော့ငါသာသနာပြုသူလားဖြတ်သူလားကျမ်းမာရေးမကောင်းဘူးဘေးရင်သွားမေးဦးမယ်ဆိုကြပါစို့ကဲဖခင်ဘေးရင်ဆရာလည်းစွမ်းသလားဘေးရင်ဆရာလည်းဖခင်ဘယ်သူကစွမ်းလဲမလေးအရကလို့မစွမ်းဘူးလေဟုတ်ပါပဲဒါဥစဉ်သိပြီသားဘုရားဘေးရင်ဆရာတဲ့စွမ်းသလားအမှန်ဒီလိုလေးမေးလိုက်ရတယ်ဘေးရင်ဆရာနဲ့ဘုရားဘယ်သူကစွမ်းလဲအဲ့လိုကြရင်ခင်ဗျားတို့ဖြေတတ်တယ်ဟမ်ကဲဘေးရင်ဆရာများဘုရားတဲ့စွမ်းသလားဒီလိုဆိုရင်သူတို့ဖြေတတ်တယ်နော်တမျိုးပြန်မေးလိုက်တော့မဖြေတတ်တော့ဟမ်အဲ့တော့နေမကောင်းလို့ဘေးရင်သွားမေးအောင်မယ်ဆိုရင်အိမ်မှာဘုရားတရားသံဃာကိုးကွယ်ထားပါရဲ့သားနဲ့ဘေရင်သွားမေးရအောင်မယ်ဆိုရင်ဘုရားတရားသံဃာထက်ဒီဘေရင်ဆရာကစွမ်းနေသလိုလို့ရှင်းသလားဘုရားတို့ကျမ်းမာရေးလူမှုရေးစီးပွားရေးကိုဘုရားကပဲမတတ်နိုင်သလိုလို့မစွမ်းဆောင်နိုင်သလိုလို့ရှိဘူးလားအဲ့ဒီအဓိပ္ပာယ်မသက်ရောက်ဘူးလားဒါဖြင့်အဲ့ဒီပုဂ္ဂိုလ်ကသာသနာပြုလားသာသနာဖြစ်လားအကျင့်ကောင်းလားအကျင့်ပြည့်နေလားကျမ်းမာရေးမကောင်းတာမိမိရဲ့ကံစိတ်ဥဒုအာဟာရဒီ၄ပါးကြည့်ပြီးဖြေရမှာကံမကောင်းလို့ဆိုရင်မတတ်နိုင်အဲ့တော့ကံမကောင်းရင်ဘာလုပ်မလဲကံကောင်းအောင်စိတ်ကောင်းစေတနာကောင်းထားကိုဒါနသီလနဲ့အသက်ဆက်နိုင်အောင်ကြိုးစားဒါကံမကောင်းရင်ပြင်ရမယ်အဲ့ဒါရေရာပဲရှင်းလားစိတ်မကောင်းရင်ဘာကိုကုရမလဲစိတ်ကိုကုရမှာစိတ်သောကများပြီးဖြစ်နေတာဆိုစီစိတ်ငြိမ်းချမ်းရာရှာလိုက်ရင်ဒါမအေးချမ်းဘူးလားဥရုဖောက်နေတာဆိုဥရုသဗ္ဗာယမြအောင်နေရမှာအေးလို့ရင်နှွေးထွေးဖြစ်အောင်ပူလို့ရင်အေးချမ်းဖြစ်အောင်ပြုပြင်ပြီးနေလို့မရဘူးလားခင်ဗျားတို့လက်ထဲကရက်တောင်လေးတွေအဲ့ဒါပဲဒါပြုပြင်နေတာဘာလို့နေတာလဲရှင်းသလားအဲ့တော့ကံစိတ်ဥရုအာဟာရ
ကိုအာဟာရမိဝဲတာမမှန်ကန်လို့ရင်လည်းကျမ်းမာရေးမကောင်းတာမဖြစ်နိုင်ဘူးလားဒီ၄ပါးရှိပါတယ်လို့ဘုရားဟောထားပြီးသားဒါပြင်လိုက်ပြီးတဲ့ဟာဘေဒင်ဆရာသွားမေးတယ်ဆိုရင်ဒါဘေဒင်ဆရာကဘုရားတဲ့စွာနေလို့ပဲဖြစ်ရရှင်းလားကျမ်းမာရေးမကောင်းလို့စီးပွားရေးအခြေအနေမကောင်းလို့ဘိုးတော်သွားမေးတယ်နတ်ကတော်သွားမေးတယ်ဆိုရင်ဩဘုရားတရားသံဃာတဲ့နတ်ကတော်ကစွမ်းမုံရတယ်ရှင်းလားသာသနာပြုလေလားသာသနာဖြတ်တယ်လားဘာလို့ဖြတ်တာလဲအကျင့်ပြက်နေလို့ဘာဖြစ်လဲအကျင့်ပြက်နတ်ကတော်များအကျင့်ပြက်ဘိုးတော်များရှင်းလားအကျင့်ပြက်နေလို့အချောင်သမားမို့လို့ကိုဘိုးတော်လှုပ်ရှားနေတာသူကဘာလို့မှမလုပ်ချင်တော့ဘိုးတော်ရောင်ရောင်ဓာတ်ရောင်ရောင်နဲ့လိန်စားတာသူကဖိုးတော်တူးရကြီးပဲရှင်းလားသဘောပေါက်သလားအဲ့တော့ခင်ဗျားတို့အကျင့်ပြက်တဲ့ထဲသွားမလားအဲ့တော့ဘုရားကပြောထားတာဘသူကိုဘသူအားကိုးဝိဇ္ဇာစရဏတံပန္နောအဲ့ဒါတို့ဘုရားဒါဖြင့်ငါတို့ဘုရားတစ်ပည့်တွေဆိုရင်ဝိဇ္ဇာနဲ့လည်းပြည့်စုံရမယ်စရဏနဲ့လည်းပြည့်စုံရရှင်းသလားအဲ့ဒါအခုရသေးတွေနေတဲ့အကြောင်းကိုမြေခွေးလာပြန်ပြီချင်းကြီးချင်းနဲ့ဆွန့်ပြန်ပြီဆွန့်ကြလိုက်တော့ရသေးတွေကဝိုင်းတယ်ပြီးတော့ဒီကားတော့သူကရသေးတွေဖြစ်တဲ့အတွက်အဲ့ဒီမြေခွေးဝိုင်းဖမ်းမြေခွေးဘာလို့လဲဝိုင်းပန်းပြီးတော့မှတောက်ရည်တွင်းကိုဖျက်ဆီးရမလားဆိုဖန်ကျိုးနဲ့ချီလာပြီးဘုရားလောင်းရသိကြီးပေါ်လေအဲ့ဒီမှာရသိခေါင်းဆောင်စီကိုသွားပြီးတော့ပို့တယ်ရှင်ရသိကြီးကျိုးတို့တောက်ရည်တွင်းမရှိတော့ဘူးအေးဘာဖြစ်သွားလို့လဲရသိတဲ့ဟောဒီတောက်ရည်တွင်းတဲ့ဟောဒီမြေခွေးကလာပြီးကျင်ကြီးတွေကျင်ငယ်တွေဆွတ်ပစ်တယ်ဖျက်ဆီးပစ်တယ်ဒီမြေခွေးဘာလို့လဲရမလဲအဲ့တော့ဝိုင်းမေးတယ်သူတို့ဆရာကြီးသွားမေးတယ်ဘာလို့မှမသိဘူးသွားမေးတော့ဆရာကဒီနေရာမှာဒါတော့ဆိုတဲ့မြေခွေးသတ်စီဆိုရင်အဲ့ဒီဆရာဘာဖြစ်သွားဆရာကိုယ်တိုင်အကျင့်ပြက်ဖြစ်သွားတယ်။ဘာဖြစ်လဲ။သူများအသက်သတ်တဲ့အကျင့်ကိုကျင့်တာနဲ့သူများအသက်မသတ်တဲ့အကျင့်ကိုကျင့်တာဘယ်ရင်ကကောင်းလဲ။ကိုယ်အသက်သတ်တာကြိုက်သလား။အဲ့ဒါလေပြောကြတယ်မလေးဒီလိုငါးဖမ်းနေတယ်ဘာဖြစ်လို့လဲ။ငါးဖမ်းတော့ပိုက်ဆွဲกว่าဆွေရောမျိုးရောတလိုက်တစ်မြုံကြီးပါလာတာ။ဟမ်ပိုက်ထဲမပါဘူးလား။အမြုံလိုက်ပါလား။ခုလည်းခင်ဗျားတို့အမြုံလိုက်ကျွတ်ကုန်တာရှင်းလားတူသောအကျိုးအဲ့ဒါသတိထားအဲ့တော့သူတော်ဟောလို့သတိထားမှာငါတို့တို့တွေဘယ်လိုအကျင့်နေကျင့်မလဲဘုရားကဘာလို့ဆုံးမထားတယ်လဲဒါသိအောင်လုပ်ရရှင်းသလားအဲ့တော့ရသိကြီးကဘုရားလောင်းပြတဲ့အတွက်အေးလာမြေခွေးလာဆိုမြေခွေးနဲ့ရသိနဲ့စကားပြောတယ်မြေခွေးတဲ့အဲ့ဒီအခုငါတို့ရသိများသုံးနေတဲ့တောက်ရည်တွင်းအထွတ်အမြတ်ထားတဲ့ရေကြီးတွင်းတွေကိုမင်းကျင်ငယ်စွန့်ချတော့မင်းအတွက်ဘာအကျိုးများသွားသလဲမေးဟုတ်ပြီနော်ကျင်ငယ်စွန့်တာဘယ်မှာစွန့်မရဘူးလားသူကဘယ်ထဲမှာလာစွန့်တောက်ရည်တွင်းထဲမှာလာစွန့်တာမင်းအတွက်များဘာများထူးခြားသွားလို့လဲကွယ်တဲ့မေးတယ်ဘာမထူးပါဘူးတဲ့ဒါဖြင့်ကျင်ကြီးစွန့်တော့ဟောဘာထူးလဲဘာအကျိုးများလဲအဲ့တော့ကျင်ကြီးစွန့်စရာနေရာတွေအများကြီးမရှိဘူးလားရှိရတဲ့ဘယ်ထဲလာစွန့်ဒီယဟန်တန်ကယသိယဟန်တရေသုံးပြီးတော့အများသုံးတဲ့တောက်ရည်ကွင်းကိုမှဘာလို့လဲလာစွန့်တာမင်းဟာတဲ့အမတန်ဆိုးပါလားတဲ့ဘာကြောင့်ဒီလိုလုပ်တာလဲငါပြောစမ်းပါတဲ့ငါမမြင်နိုင်လို့အဲ့ဒီအကျိုးကျေးဇူးကိုငါမမြင်တတ်လို့ငါပြောစမ်းပါဘုရားလောင်းကမြေခွေးကိုမေးအဲ့တော့မြေခွေးဖြေတာလေးမှတ်ထားအရှင်ရသေကြီးတဲ့ကျုပ်ကိုဘာတွေမေးနေတာလဲအဲ့ဒီအများသုံးတဲ့ကောက်ရည်တွင်းမှာကျင်ကြီးကျင်ငယ်စွန့်တဲ့အလုပ်ကကျွန်ုပ်ရဲ့အဖိုးကလည်းဒီအလုပ်လုပ်တာပဲတဲ့ဗါလဲအဖိုးကလည်းဒီလိုလုပ်တာပဲအဖွားကလည်းဒီလိုလုပ်တာအဖေလည်းဒီလိုလုပ်ခဲ့တာတဲ့အမေလည်းမျိုးရိုးလိုက်ကိုမကောင်းတာအစင်အဆက်ကိုမကောင်းတာရှင်းသလားသူအကျင့်ပြက်မျိုးရိုးကဆင်းသက်လာတာဟုတ်ဗျာဘာဖြစ်တယ်သိကြတယ်နော်ကိုမျိုးကိုတော့ပြက်တဲ့ထဲမပါစီနဲ့ပေါ့ဗျာဟုတ်ပလားအဲ့ဒါမျိုးရိုးအလုံးတဲ့ကျုံမစွန့်နိုင်ဘူးတဲ့သူတို့ဒီလိုလုပ်တော့ကျုံလဲဒီလိုပဲလုပ်ရမှာပဲရှင်းသလားဒီတရားလေးနာကြပြီးခင်ဗျားတို့ရှိစဉ်းစားတတ်ရင်တော်ပါပြီတရားကောင်းစဉ်ပါလဲ
အဖြတ်သမားမလာရအဲ့ဒါအိမ်မှာစာချိတ်ရမှာနော်ဟမ်ဘာလဲရှင်းသလားငါတို့အမျိုးကိုဖျက်နေတဲ့အဖြတ်သမားတွေမလာခဲ့နဲ့ငါတို့သာသနာကိုဖျက်နေတဲ့အဖြတ်သမားတွေမလာခဲ့နဲ့ရှင်းလားအဲ့ဒါပဲအဲ့တော့ရေခွေးပြန်ပြောလိုက်ပုံကဘိုးဘွားမိဘတွေအစဉ်ဆက်လှုပ်လာတဲ့အလုံးမလို့ကျုပ်ကလည်းမျိုးရိုးဂုံတိတ်ကထိမ့်တဲ့အနေနဲ့ဘာလို့ရမလဲဒီအဖြစ်လုပ်ငန်းကိုပဲလုပ်ရမှာပဲတဲ့ဩအကျင့်ကောင်းလိုက်တာနော်ဟမ်မျိုးကောင်းပေါ့ဟုတ်လားဟမ်ရေခွေးမျိုးရပါလေမျိုးကောင်းဟုတ်လားဟုတ်ပါဘူးဆွေပြက်မျိုးပြက်အကျင့်ပြက်ရှင်းလိုက်ဒါယုံမာတာနော်ရက်ဆက်တာကြမ်းတမ်းတာမကြောက်ပါဘူးသူမင်္ဂလာတို့ဘာကြောက်เสียကောင်းယုံမာတာယုံเสียကောင်းကြောက်เสียကောင်းရှင်းလိုက်ဘုရားတို့လည်းယုံမာသူတွေတော့မဖြစ်ကြစေနဲ့သာသနာပြုမှလားဖြတ်မှလားအမျိုးဂုံတိတ်ခါကိုမြင့်တင်မှလားဖြတ်စည်းမှလားခုလောလောဆယ်တော့ဗမာတွေကဗမာပြက်တွေဖြစ်ကုန်ဟမ်တခိုးဗမာကျဘိုးဗမာအယက်သမားဗမာဘီယာသမားဗမာဘီလက်သမားဗမာရှင်းလားဒီတိုင်းပဲနေမလားပြုတ်ပြင်းယူမလားမြေခွေးမျိုးတွေမဖြစ်စေနဲ့အဲ့တော့နောက်ကိုအဖြစ်သမားရှင်းလိုက်အဲ့ဒီမှာဘုရားလောင်းကဩဒီလိုလားတဲ့အဲ့တော့မင်းဒီတိုင်းပဲဆက်သွားမလားကွာတဲ့ပြုပြင်ယူပါတဲ့သူတော်ကောင်းသူများလောင်းနေကိုပင်ပန်းအောင်ဆေးရအောင်မနှိမ့်ဆက်ပါနဲ့နော်ယဟန်သံဃာကြီးမနှိမ့်ဆက်ပါနဲ့ဆုံးမတော့ဒီမြေခွေးကဟာအဲ့ဒါကျုပ်အလုပ်မဟုတ်ဘူးတဲ့ကျုပ်မျိုးရိုးအလုပ်ကဒီအလုပ်ကိုလုပ်အောင်အဲ့တော့အများသုံးတဲ့ပစ္စည်းကိုဖျက်ဆီးရမှာမြေခွေးတို့ရဲ့ဝတ္တရားတဲ့ရှင်းသလားအေးလေမြေခွေးကတော့ဘာအလုပ်ပဲလုပ်မြေခွေးအလုပ်ပဲလုပ်မှာပေါ့ဗါတယ်ခွေးကခွေးလိုပဲလုပ်တတ်တယ်ခွေးကျင်ပဲကျင်းတတ်တယ်ခွေးကြံပဲကျန်တတ်တယ်ခွေးမဖြစ်စေနဲ့နော်ရှင်းသလားမြေခွေးကဘာကျင့်ပဲကျင့်မြေခွေးကျင့်ပဲကျင့်ဘုရားလောင်းဆုံးမလို့မရတော့မှကဲယသိတွေအားလုံးဒီခွေးမဝင်နိုင်အောင်ကာကြရံကြစောင့်ကြောက်ကြမြေခွေးမင်းကိုလည်းနောင်ဒီနေရာမှာမမြင်ရစေနဲ့ငါအထူးသတိပေးလိုက်တယ်ဒီနေရာကိုငါတို့အဖြစ်သမားတွေမလာခဲ့နဲ့ဘုရားမောင်းထုတ်လိုက်ဘုရားလောင်းကမြေခွေးကိုသွားမောင်းထုတ်လိုက်တယ်နောက်ထပ်ဒီမြေခွေးဒီအနာကိုသီးကိုမသိရဘူးရှင်းလိုက်ဒါဖြင့်အဖြစ်သမားများသည်ဘာဖြစ်လို့ဖြစ်စည်းကြတာအကျင့်ပြက်နေလို့ဘာဖြစ်လဲအဲ့တော့ခင်ဗျားတို့လည်းအဖြစ်သမားလုပ်ကြမလားပြုစုသူလုပ်ကြမလားရှင်းသလားအဲ့တော့မကောင်းတာကိုမကောင်းတဲ့အတိုင်းပဲကြည့်နေမလားကောင်းအောင်ပြုပြင်ယူမလားအဲ့တော့အချင်းပြက်အဖြစ်သမားများမလာနဲ့မဖြစ်စေနဲ့ရှင်းသလားအဲ့တော့မြေခွေးကတော့မျိုးရိုးကလေးကမကောင်းတာတဲ့ခုခင်ဗျားတို့ဟမ်ကောင်းတယ်လို့ဘာနဲ့သက်သေပြအကျင့်နဲ့ဘာနဲ့သက်သေပြမလဲအောင်မလေးအရက်ကလို့ရဲ့တရားဟောအကျိုးမနာမလို့ဘာနဲ့သက်သေပြမလဲဘယ်သူကိုယ်တိုင်ကျင့်ရမှာလဲမကောင်းတဲ့အကျင့်ကျင့်ရမှာလားကောင်းတဲ့အကျင့်ကျင့်ရမှာယုံပါတဲ့ကျင့်ရမှာလားသူတော်ကောင်းကျင့်ရမှာလားရှင်းသလားတရားပင်ကြီးဘာလို့ခါသွားအမြင့်တွေခင်ဗျားတို့သာသနာလဲအမြင့်တွေဝင်တွေ့ထားတဲ့ဘိုးတော်ကတွေ့လိုက်ဘွားတော်ကတွေ့လိုက်နတ်ကတော်ကတွေ့လိုက်ဘေးရင်ဆရာကတွေ့လိုက်ခါဘုံမိသေးသေးရရှင်းလိုက်ဒီတိုင်းပဲထားမလားရအောင်ပြုပြင်မလားခါတဲ့ပင်အကုန်လဲရှင်းလိုက်အကျင့်ပြက်တွေမလာနဲ့အဖြစ်သမားတွေမလာနဲ့အဖြစ်သမားအလိုမရှိရှင်းလားသာသနာဖြစ်စည်းသူတွေအလိုမရှိရှင်းလားဘယ်သူကိုယ်တိုင်ကြိုးစားအမျိုးယုံမြေခွေးမျိုးမဖြစ်စေနဲ့ရှင်းတတ်ကြလားအဲ့တော့ဘ
ဘုရားကုံတော်တွေမှာနောက်ထပ်ပြောစရာတွေရှိသေးတယ်ဝိဇာသရဏသမ္မနောဒုက္ခတော်လောကဝိတုဆိုတာတွေမရှိဘူးလားအဲ့ဒါတွေတစ်ခုချင်းလေးလာပြီးတော့ငါတို့ဘုရားဟာဒီလိုဂုဏ်ကျေးဇူးရှိတဲ့အတွက်ငါတို့လည်းဒီလိုကျေးဇူးရှိအောင်ကြိုးစားမယ်ဘုရားဟာအသိနဲ့အကျင့်နဲ့ပြည့်စုံသူဖြစ်တဲ့အတွက်ငါတို့ဒီလည်းအသိနဲ့အကျင့်ပြည့်စုံသူတွေဖြစ်ရမယ်အကျင့်ပြည့်အဖြစ်သမားမဖြစ်စေနဲ့အဲ့တော့အိမ်မှာခေါင်းစဉ်ထိုးလိုက်ဗါလဲဖြစ်သမားမလာရနေတိုင်းသတိထားဝရိယဆိုင်ပညာနဲ့စောင့်ကြည့်ကိုယ်တိုင်လည်းပြည့်စည်သူမဖြစ်စေကိုယ်လည်းမဖြတ်စည်းပါနဲ့သူတစ်ပါးကိုလည်းဖြတ်စည်းပါနဲ့အဲ့တော့ဘသူကိုဘသူစောင့်ရှောက်ရှင်းသလားအဲ့တော့တကယ်တရားတိုင်းကြည့်ရင်ခင်ဗျားတို့ခန္ဓာခင်ဗျားတို့ပိုင်သလားစည်းစိမ်ဥစ္စာရောပိုင်သလားမပိုင်တဲ့ခန္ဓာမပိုင်တဲ့စည်းစိမ်တွေနဲ့အာဟုသို့ဖြစ်ခံမလားအကျင့်ပြတ်တဲ့အလုပ်ကိုလုပ်ကြမလားဒီနေ့ကစပြီးဘသူအဆုံးမတိုင်းနေမလဲအဲ့တော့တရားအစမှမေးခဲ့ပါလေငါတို့ဟာဗုဒ္ဓဘာသာအစစ်ဖြစ်ပလားတစ်ချက်ကိုမေးပါဒုတိယတစ်ချက်ကငါတို့ဖျားကြောဓာတ်ပြီလားဟုတ်ပြီလားဆိုတာထက်ကိုမေးငါဖျားကြောဘူးပြီလားလို့မေးဘယ်လိုမေးမလဲအားလုံးကြောင်းပြောပြမယ်ငါဖျားကြောဘူးပြီလားအဲ့ဒါမေးရှင်းသလားဗုဒ္ဓဘာသာတွေလို့ဆိုတဲ့ငါတို့ရွာကိုဥသုမင်္ဂလာကလာပြီးမေးသွားတယ်ကွာဗါတယ်လေဘုရားကတော့ဘူးပြီလားရှင်းသလားဘုရားရဲ့ဂုဏ်ကျေးဇူးကိုမြင်ပြီးတော့တခါတည်းမိမိကိုယ်တိုင်အဲ့ဒီကျေးဇူးကိုခံစားရတဲ့စိတ်ကလေးနဲ့ကြောမှဘာကြောတယ်မိတယ်အဲ့လိုဘုရားကတော့ဤမျိုးကြောဘူးပြီလားလို့80ကျော်ကြီးတွေ90ကျော်ကြီးတွေ90ကျော်ကြီးတွေမေးကြရှင်းသလားငါတို့ကရုပ်ပွားဆင်းလူလောက်ပဲကြောတတ်သူလားဖျားကြောတတ်သူလားဆိုတာမေးပါရှင်းသလားအဲ့ဒီနှစ်ချက်ရဲ့အခုနောက်ဆုံးတစ်ချက်ပြောလိုက်တယ်နောက်ဆုံးတစ်ချက်မလာခင်အမြင့်တွေခါကုန်တာဘာကြောင့်လဲအမြင့်တွေခါကုန်တာအမြင့်ချင်းရှက်ကုန်လို့တရက်ပြင်းမြင့်နဲ့ခါရတဲ့အပင်မြင့်တွေရှက်ကုန်တော့အသီးတွေပါခါကုန်အဲ့တော့ခါသီးတဲ့ငါတို့အတွေ့အကြုံတွေရကြတာဒီအမြင့်တွေရှက်နေလို့အဲ့တော့အမှုမဲ့အမှတ်မဲ့ထားရမလားအန္တရာယ်ကင်းအောင်ရှင်းရမလားအလိုလိုရှင်းသွားမလားရှင်းထုတ်လိုက်မှရှင်းမလားရှင်းသလားအဲ့တော့ဒီမှာအဖြစ်သမားမြေခွေးကိုရောယသိတွေလက်ခံသလားယဟန်တွေရောလက်ခံသလားယသိယဟန်တွေလက်မခံသလိုငါတို့သာသနာဖြစ်စည်းသူများကိုလည်းငါတို့ရှင်းသလားသဘောပေါက်သလားအကျင့်ပြက်ကိုလည်းလက်မခံနဲ့ကိုယ်တိုင်လည်းအကျင့်မပြက်စေနဲ့ရှင်းတတ်ကြလားအဲ့တော့မပိုင်တဲ့ခန္ဓာကိုယ်ကြီးအတွက်နဲ့လွဲမှားတဲ့အလုပ်လုပ်ကြမလားမှန်တဲ့အလုပ်လုပ်ကြမလားမကောင်းတဲ့အလုပ်လုပ်မလားကောင်းတဲ့အလုပ်လုပ်မလားအားလုံးသဘောပေါက်တယ်နော်လူပြည့်ခိုက်မှာလူပြည့်မရှုံးကြသေးနဲ့ရှင်းသလားသူခင်ဗျားတို့သေရွာပြန်နေဘာတွေလဲမသေးလို့တွေ့ရတာနော်အဲ့တော့မသေးလို့နေရတဲ့ခဏကလေးမှာတကယ်လို့သာသေသွားရင်ငါတို့ရောက်သွားတာသေကြပြီဟမ်နာကိတုံးကပါသွားရင်ခင်ဗျားတို့ကျတို့ဘယ်ရောက်ကုန်မလဲအခုတဲအိုးမရောက်သေးတဲ့လူတွေလွတ်အောင်ယုံရှင်းသလားဒီပုံစံဒီအနေထားဒီအချင်းတိုင်းသေရင်တော့ဟိုရှိရလူတွေသွားတဲ့နေရာရောက်မှာပဲဟမ်နာကိနဲ့သေသွားသူတွေဘယ်ရောက်ကုန်ကြမလဲတဲအိုးမယ်ဟိုကလမ်းပြီးတော့អော်ပါတယ်တပည့်တော်တို့အကုန်လုံးတဲအိုးမယ်ဗျာလောဘဇောဒေါသဇောတွေနဲ့သေသွားတာဟုတ်ရှင်းသလားဟိအဲ့တော့သူတို့တော့တဲအိုးရောက်ကုန်ပြီတို့လည်းလိုက်ကြအောင်စို့လိုက်မလားအဲ့တော့မျိုးလိုက်ရိုးလိုက်ပဲဒီတိုင်းသွားကြမလားကောင်းအောင်ပြင်ကြမလားသတိထားဝရိယဆိုင်ပညာနဲ့ကြည့်တို့ရှိတာခန္ဓာဘယ်နှပါမြဲသလားမမြဲဘူးလားဘာသစ္စာလဲပိုင်သလားမပိုင်ဘူးလားအဲ့တော့ဒီဒုက္ခသစ္စာကြီးအတွက်အကုသိုလ်လုပ်ကြအောင်မလားမလုပ်တော့ဘူးဆိုတော့ခန္ဓာကဘာသစ္စာသိတဲ့ဉာဏ်ကဘယ်ကသစ္စာလာရင်ဒီဘက်ကအကျင့်ပြတ်တဲ့အဖြစ်အလုပ်တွေလုပ်ပါအောင်မလားမလုပ်ရင်သေတာကသမုဒယသစ္စာသိမှတော့နောက်ခန္ဓာလာအောင်မလားနောက်ခန္ဓာမလာတာကသစ္စာဘယ်နှချက်ကြိုက်အေးကဲသို့သစ္စာ၄ချက်တစ်ပြိုင်တည်းကြိုက်မှသာလေတန်တရားဝတ်တွင်းကလွတ်ကင်းနိုင်မှာဖြစ်တဲ့အတွက်အကျင့်ပြတ်အဖြစ်လုပ်ငန်းတွေကိုစွန့်လွန်ပြီးတော့သာသနာနဲ့တွေ့ကြိုးနှက်အောင်
ကြိုးစားကြပါစို့လို့တိုက်တွန်းရင်းနဲ့အဖြတ်သမားမလာယဒေသနာဏိဂုံးချုပ်ကြစို့